ကဘာရရမရှိရဲ့မြန်မာလူမျိုးများအားလုံးကိုမင်္ဂလာပါလို့ရှေးဦးစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်။ကျွန်မခေါင်နံပါဘန်ကောက်မြန်မာရှိတဲ့ MCA သတင်းဌာနဖြစ်ပါတယ်။ဒီနေ့တွေ့ဆုံမေးမြန်းခန်းအစီအစဉ်ကတော့1000မှာတယောက်လောက်ရှာမယ်ဆိုရင်တောင်မှခက်ရှာဖြစ်မှာဖြစ်တယ်။ဒီနေ့ကျွန်မနဲ့အတူထိုင်နေတဲ့ဆရာတော်ဆရာ S ကွန်အောင်ဖြစ်ပါတယ်။ဆရာမင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ကဲ့ဆရာရဲ့မွေးဖွားရာဇာတိနဲ့ဆရာရဲ့လူမျိုးပြောပြပါဆရာဟုတ်ကဲ့ကျွန်တော်မွေးဖွားရာဇာတိကတော့ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားဖြစ်ပါတယ်1960ပြည့်နှစ်မှာကျွန်တော်မွေးဖွားပါတယ်ကျွန်တော်အဖေကတော့ကချင်ဖြစ်ပြီးတော့အမေကတော့ပိုးကရင်ဖြစ်ပါတယ်ဟုတ်ကဲ့ရှင်ဆရာလက်ရှိဆရာရဲ့အိမ်ထောင်ရောဆရာကျွန်တော်ရဲ့ဇနီးတဲ့နဲ့သားသမီး3ယောက်ရှိပါတယ်သမီးအကြီးဆုံးနောက်အလယ်မှာသားလေးနဲ့အငယ်ဆုံးသမီးလေးရှိပါတယ်သူတို့တွေကတော့အခုလက်ရှိအိန္ဒိယနိုင်ငံမီဇိုရမ်စတိတ်အိုက်ဇောမြို့တော်ဘင်းလိုင်းမှာရှိတယ်ကျွန်တော်အိမ်မှာရှိပါတယ်ဟုတ်ကဲ့ရှင်ဆရာရဲ့အသက်တာမှာပေါ့နော်ယေရှုခရစ်တော်ဘယ်လိုရရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြပေးပါဦးဆရာဟုတ်ကဲ့ကျွန်တော်ပြောပါမယ်ဟုတ်ကဲ့ရှင်မပြောခင်ဘုရားခင်ရဲ့ယေရှုတော်လည်းရှိမွမ်းပါတယ်ဒီမှာရှိတဲ့ကျွန်တော်ညီကိုမောင်နှမတွေနဲ့တွေ့ဆုံရတယ်မိတ္တရာဖွဲ့ရတဲ့အတွက်လည်းအထူးပဲယေရှုတင်ပါတယ်ကျွန်တော်မွေးတဲ့အချိန်ကစပြီးအနေငယ်ကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့1960ပြည့်နှစ်ဒီဇင်ဘာ23ရက်နေ့မှာကျွန်တော်မွေးဖွားခဲ့တယ်အဖေနဲ့အမေနဲ့အတူကျွန်တော်ခီးထွက်ခဲ့ကြတယ်ကျွန်တော်မှညီမလေးတယောက်ရှိတယ်အဲ့တော့1969ခုနှစ်မှာကျွန်တော်တို့မိသားစု4ယောက်မွန်ပြည်နယ်မြို့တော်မော်လမြိုင်ကနေပြီးတော့ကြိုက်မရောမြို့ကိုထွက်လာတဲ့အခါမှာကြိုက်မရောမြို့ကိုမဝင်ခင်မှုတုံသွားတဲ့ကားလမ်းကွာပေါ့နော်အဲ့ဒီမှာပဲလက်နက်ကင်လူစုတစုရဲ့တပ်ဖြတ်ခြင်းကြောင့်အမေကိုတော့မရင်းကျင်တယ်အဖေကိုတော့ဘက်နဲ့ထိုးတက်သွားကြတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့မောင်နှမ2ယောက်ကလမ်းဘေးကခြုံပုတ်ထဲမှာသူတို့တွေကန်ထည့်ထားတယ်အဲ့မှာကျွန်တော်တို့မျက်စိအောက်မှာပဲမိဘ2ပါးလုံးသေချေပျက်စီးသွားပြီးတော့မောင်နှမ2ယောက်ခိုကိုရဖြစ်ခဲ့တယ်ကချင်ပြည်နယ်လည်းကျွန်တော်တို့အသက်အရွယ်နဲ့မပြန်နိုင်ခဲ့ကြဘူးဒါကြောင့်ကျွန်တော်တို့မောင်နှမ2ယောက်ညီမလေးကိုလက်ဆွဲပြီးတော့ကျွန်တော်ထွက်လာတဲ့အခါမှာမော်လမြိုင်ဘက်ကိုမှန်းပြီးတော့လမ်းလျှောက်လာတော့ဒီလမ်းမကြီးတိုင်းလည်းမသွားရဘူးကြောက်တယ်အဲ့တော့တောထဲကနေဖြတ်လာတော့ကရင်တောင်သူတဲကိုရောက်တယ်အဲ့တော့ဒီကရင်တဲမှာညီမလေးကိုတော့အကြောင်းထားပေးမယ်ကျွန်တော်တို့အလုပ်လုပ်ပါသူတို့မွေးစားမယ်ပြောတယ်ကျွန်တော်ပညာအရင်တက်ရှင်ခဲ့တယ်တက်ရှင်ခဲ့တဲ့အတွက်ကျွန်တော်သူတို့ပြောတဲ့ဟာကိုလက်မခံခဲ့ပဲနဲ့ကျွန်တော်ဒီမော်လမြိုင်ထိရောက်အောင်လာခဲ့တယ်အဲ့တော့မော်လမြိုင်မှာကျွန်တော်တို့ရဲ့ဆရာကြီးဦးညုံမောင်ဆိုတာရှိတယ်အဲ့တော့ဒီဆရာကြီးရဲ့ဒီကျေးဇူးပေါ့သူကတော့ကွန်မြူနစ်ဖြစ်တယ်သူကနေပြီးတော့ကျွန်တော်ပဲခူးမြို့ပို့ပေးတယ်ကျောင်းပြောင်းလက်မှတ်လည်းသူပဲစီစဉ်ပြီးတော့လုပ်ပြီးတော့ပဲခူးမြို့အထက်က6မှာကျွန်တော်ကျောင်းတက်ရင်းနဲ့ဆန်တော်ရင်း၄လမ်းကကျွန်တော်ဦးလေးပေါ့ဦးလေးဆိုတာဘာမှတော့မတော်ဘူးသူတို့တွေကျွန်တော်စေတနာနဲ့ထားပေးတယ်ဥမောင်ရှင့်ဒေါ်ကံမြင့်တို့နေအိမ်အောက်ထပ်မှာကျွန်တော်မောင်နှမ2ယောက်အမြေကြီးပေါ်မှာကတ်လေးခင်းပြီးတော့ဝါထင်ရလေးအစုပ်လေးကပြီးတော့မောင်နှမ2ယောက်နေထိုင်ခဲ့ကြတယ်နေတဲ့အခါမှာကျွန်တော်တို့မောင်နှမ2ယောက်ကျွန်တော်ကရေထမ်းရောက်နေပလတ်စတစ်ကောက်တယ်ငယ်ငယ်လေးနဲ့ဆိုတော့ကျွန်တော်တို့ဘဝမောင်နှမမှာဒါပဲလုတ်တတ်တာအဲ့တော့အနှိမ်ခံအပယ်ခံဘဝကနေပြီးတော့ကျွန်တော်မောင်နှမ2ယောက်သူများနှိမ်နာတွေကိုဒီဘယ်လိုပြောဂယူးမဆိုင်ဖဲနဲ့ပေါ့ဘဝကိုတိုးတက်ရှင်လို့ကျွန်တော်တို့မောင်နှမ2ယောက်စူးစမ်းခဲ့ကြတယ်စူးစမ်းခဲ့တဲ့အတွက်ကျွန်တော်အထက်က6ပဲခူးမြို့မှာနေပြီးတော့ကျွန်တော်ဒီလူရီကျွန်းထဲမှာလည်းပါခဲ့ဘူးတယ်အဲ့တော့လူရီကျွန်းပါတဲ့အခါမှာကျွန်တော်လူရီကျွန်းတော့မလိုက်ဘူးဘာလို့တော့ဆိုတော့ပဲခူးတိုင်းပါတီကောင်စီဥက္ကဋ္ဌကြီးဥပဆိုကပြောတယ်ဘာကြောင့်မလိုက်တာလဲကျွန်တော်ညီမလေးကိုကျွန်တော်ထားပြီးတော့မသွားနိုင်လို့ကိုရန်နဲ့အဲ့တော့ဆိုရင်ညီမလေးကိုငါတို့မိသားစုကနေခေါ်ခဲ့မယ်ဆိုငပလီကိုပထမဦးဆုံးမောင်နှမ2ယောက်ကျန်တဲ့လူကြီးကျွန်းတွေနဲ့တွဲပြီးတော့ကျွန်တော်ရောက်သွားတယ်အဲ့တော့ကျွန်တော်ငငယ်လေးပဲကျွန်တော်တို့မောင်နှမမှာကြီးလိုက်ရင်ကဘာကိုပတ်နိုင်ရမယ်နောက်ပြီးတော့ဒီထင်ရှားကြော်ကြရမယ်ဆိုတဲ့အတွေးခေါ်တွေရှိလာကြတယ်တန်ဋိဌာန်တွေရှိလာခဲ့တယ်ဒါနဲ့ကျွန်တော်စူးစမ်းခဲ့တယ်အဲ့တော့အင်္ဂလိပ်စာနဲ့သင်္ချာမြန်မာစာကျွန်တော်အရန်ကျွန်တော်တို့မောင်နှမ2ယောက်မှာညံ့တဲ့ကတင်မောသားညီကိုဦးတို့ပေါ့ကိုဦးတို့ညီကိုနေစင်မှာရေအခမဲ့သွားထမ်းပေးပြီးတော့ညီမလေးကကြမ်းတိုက်ပေးတယ်အဝတ်ချော်ပေးတယ်တတ်နိုင်တယ်လို့လုပ်ပြီးတော့အင်္ဂလိပ်စာရဲ့သင်္ချာရဲ့မြန်မာစာသင်ခဲ့တယ်ဒီဘာသာရက်တွေပဲကျွန်တော်တို့10တန်းအောင်တဲ့ခါဂုဏ်ထူးပါခဲ့တယ်အဲတော့ကျွန်တော်က IT ကိုကျောင်းဆက်တက်ခွင့်ရတယ်ညီမလေးကကျွန်တော်ရဲ့ဂုဏ်ထူးပုံများတဲ့အတွက်သူကစီတက်တူတက်ခွင့်ရခဲ့ကြတယ်မိမရှိဖမရှိဖြစ်မဲ့လို့ကျွန်တော်အဲ့ချိန်တော့ဘုရားသခင်ကိုတော့မသိမဲ့လို့ဘုရားသခင်ကကျွန်တော်တို့ကိုစွန့်ပစ်မထားခဲ့ဘူးဆိုတာကိုကြီးလာမှသိတာပေါ့အဲ့ဒီကနေပြီးကျွန်တော် IT ကနေကျောင်းဆင်းတယ်1982ခုနှစ်မှာ IT ကနေကျောင်းဆင်းတော့ကျွန်တော်ဇောင်းတူဘက်ကိုတာဝန်ကျတယ်ဒါမှမဟုတ်ကျွန်တော်မသွားဘဲနဲ့မောင်နှမ2ယောက်ငယ်ငယ်လေးပဲကတန်ဋိဌာန်ရှာထားတာတခုရှိတယ်မိဘ2ပါးကိုတတ်သွားတဲ့လူကိုတွေ့အောင်ရှာပြီးပြန်တတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်
တောခိုဖို့ကြိုးစားခဲ့တယ်အဲ့တော့တောခိုဖို့ကြိုးစားရင်းနဲ့ညောင်လေးပင်မြို့နယ်ဖတ်တိုအထိဖတ်တိုပေါ့နော်ဖတ်တိုကြီးပါအထိရောက်တယ်အဲ့ဒီမှာဗုဒ္ဓဘာသာဖုံးတော်ကြီးပဲခူးမြို့သာသနာမန်တိုင်းပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်ကြီးဗတ္တနာပညာစောတအခုတော့ပြန်တော်မူသွားပြီတည်သွားပြီပေါ့နော်သူနဲ့ဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်ဘုန်းကြီးတွေကလိုက်ခေါ်တယ်ငါသားတဲ့မင်းလက်နဲ့ကင်ပြီးတော့တော်လန်မယ်မင်းရဲ့မိဘတွေကိုတတ်တဲ့လူတွေကိုရှာမယ်ဆိုရင်လည်းမင်းဘယ်လိုလုပ်တွေ့မလဲအာဂတမထားနဲ့ရန်ကိုရန်ညင်းမတုံနှင်းနဲ့ဆိုပြီးတော့တရားဟောပြီးတော့ခေါ်သွားတဲ့အခါမှာကျွန်တော်ပဲခူးမြို့သာသနာမှာနဲ့ပါဠိတက္ကသိုလ်ကိုရောက်ခဲ့တယ်ရောက်လာခဲ့တဲ့အခါမှာကျွန်တော်အဲ့ပါဠိတက္ကသိုလ်မှာပဲကျွန်တော်ကိုသူတို့သင်္ကန်းဝတ်ပေးတယ်ရဟန်းခံပေးတာပေါ့အဲ့တော့ဦးစင်းဘဝနဲ့ဆိုတော့ကျွန်တော်စဉ်းစားတယ်အတန်းတိုင်းမှာလောကီစာပေတုန်းကလည်းကျွန်တော်ထိတ်တန်းရအောင်ကြိုးစားခဲ့တယ်ဆိုတော့ဟုတ်ပြီဗုဒ္ဓစာပေကိုလည်းကျွန်တော်ကြိုးစားခဲ့တယ်ဒါနဲ့ပထမငယ်တန်းပထမလက်တန်းပထမကြီးတန်းနောက်1986 89ခုနှစ်မှာသာသနာ့ဓမ္မစရိယဘွဲကိုရရှိခဲ့ပါတယ်အဲ့တော့ရရှိပြီးတဲ့နောက်မှာကျွန်တော်1988ခုနှစ်ကတော့အားလုံးသိကြတယ်မြန်မာနိုင်ငံမှာအရေးခင်ဖြစ်တယ်8ရက်8လ88ခုနှစ်ဆိုတာအင်မတန်မှကမ္ဘာမှာထင်ရှားခဲ့တဲ့နေ့ပဲအဲ့ဒီတုန်းကဘုန်းကြီးတွေလည်းသိကြတာပဲကျောင်းသားလေးတွေရိုက်သူရသွားတွေအများကြီးသိတယ်သိကြသမျှကိုကျွန်တော်တို့မြင်ခဲ့ရတယ်အဲ့တော့အဲ့ဒီ88မှာပဲကျွန်တော်ညီမလေးကသူ့ငကိုခံယူချက်ကိုပြက်ပြက်သားသားနဲ့ဆရာဝန်ဘွားမှာဆန္ဒပြတယ်ပြပြီးတော့သူတောခိုထွက်သွားတယ်အဲ့တော့တောခိုပြီးတော့သူကထွက်သွားတယ်ကျွန်တော်ကတော့အဲ့မှာဘုန်းကြီးဘွားနဲ့ကြံခဲ့တယ်ကြံရင်းနဲ့1989ခုနှစ်မှာကျွန်တော်တို့မြန်မာနိုင်ငံညီဝပြည်ပြမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌကြီးဖြစ်တဲ့ဗိုလ်ချုပ်မီးစောမောင်ကနေကျွန်တော်တို့တန်ခါ9ပါးပေါ့ရွေးတယ်မြန်မာနိုင်ငံမှာအသက်ငယ်ရမယ်လောကီဘွဲရရမယ်နောက်ပြီးတော့ဗုဒ္ဓစာပေဘွဲအနည်းဆုံးဓမ္မစရိယရပြီးသားဖြစ်ရမယ်ဆိုရွေးတဲ့အခါကျွန်တော်ပါသွားတယ်ပါတဲ့အတွက်အိန္ဒိယနိုင်ငံဘီဟာပြည်နယ်ကျွန်တော်တို့ဂါယာမြို့နလန်ဒါဗုဒ္ဓ University မှာကျွန်တော် MA ဗုဒ္ဓဆင်ကိုတွားသင်ရတယ်အဲ့တော့ MA ဗုဒ္ဓဆင်တွားသင်ရင်းနဲ့အဲ့ဒီကနေပြီးတော့ကျောင်းပြီးတော့စီရီလင်္ကာနိုင်ငံကိုလံဘိုမြို့ဗုဒ္ဓတိတရဏတက္ကသိုလ်မှာကျွန်တော်ဆက်ပြီးပါဠိတက္ကတာကိုလေ့လာရင်းနဲ့ပါဠိပါရဂူဘွဲပေါ့နော်အဲ့ဒါ PhD ကိုကျွန်တော်ရရှိခဲ့တယ်1993ခုဇန်နဝါရီလ3ရက်နေ့မှာမြန်မာနိုင်ငံပြန်ရောက်ပြီးတော့ဇန်နဝါရီလ4ရက်နေ့မှာနိုင်ငံတော်အကြီးအကဲတွေရဲ့အစီအစဉ်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့မှာရဟန်းတန်ဃာတွေကိုအဲ့တုန်းကပွဲပေးတယ်အခုလိုရက်မပြောင်းဘူးအဲ့တုန်းကတော့လွတ်လပ်ရေးနေ့ပေါ့အဲ့ဒီမှာကျွန်တော်ဝတ်တန်တကပန္တိတာပွဲရရှိခဲ့တယ်ရရှိပြီးတော့မှကျွန်တော်နိုင်ငံတော်အကြီးအကဲရဲ့ခရီးစဉ်တွေမှာလှည့်လည်ရင်းနဲ့1993ခုဩဂတ်စ်လမှာကျွန်တော်တို့တွန်းဆန်မြို့ကိုရောက်တယ်တွန်းဆန်မြို့ကတော့ကျွန်တော်မြန်မာနိုင်ငံမြေပုံကြည့်မယ်ဆိုရင်အိန္ဒိယနဲ့နယ်စပ်မှာရှိတယ်ကျွန်တော်တို့ရှင်းပြည်နယ်ပေါ့အဲ့ဒီရှင်းပြည်နယ်ကတီးတိမ်မြို့နယ်တွေကမြို့နယ်ခွဲရွာလေးတွေပါဖြစ်တယ်အဲ့ဒီမြို့နယ်ခွဲရွာလေးမှာအရင်တော့ခရိယန်တွေဆူတောင်းတောင်ရှိတယ်လက်ဝါးကားတိုင်းလည်းရှိတယ်အဲ့ဒီလက်ဝါးကားတိုင်းကြီးကိုသူတို့ဖြိုပစ်ကြတယ်ဖြိုပြီးတော့ဇေဒီတည်ထားတယ်အဲ့ဒီအထိတော့ကျွန်တော်တို့မပါဘူးပေါ့အဲ့ဒီဇေဒီထီတင်ပွဲကိုကျွန်တော်တရားဟောဖို့ရောက်တယ်အဲ့ဒီမှာကျွန်တော်တို့ဗုဒ္ဓဘာသာထုံးစံအတိုင်းအနေကဇာတိတန်တာရံဆိုတဲ့ဂါရာတွေနဲ့ဥဒန်းကျိုးပြီးတော့ဖရာအဖြစ်အနေကစားတင်ကြတာပေါ့အဲ့ဒီပွဲပြီးတော့တရားဟောတယ်တရားဟောလဲဟောပြီးရောဆွမ်းမစားနိုင်ဆွမ်းစားရဆိုထမင်းပေါ့နော်အဲ့တော့ဘုန်းကြီးဆိုရင်တော့ဆွမ်းကတ်တယ်ခေါ်တာဆွမ်းမစားနိုင်လဲအဲ့မှာအံ့တယ်ရင်ထဲကပြိုးပြီးတော့တအားခံစားပြီးတော့ကျွန်တော်မောလဲမောတယ်အံ့တော့သွေးနဲ့ပြည်တွေပါလာအဲ့မှာတုံနေတာဟာဘာဖြစ်တာလဲဒါနဲ့နိုင်ငံတော်အကြီးအကဲကအစီအစဉ်နဲ့မန္တလေးမြို့ကျွန်တော်တို့ဆင်းခဲ့ရတယ်အဲ့တော့မန္တလေးမြို့ကိုဟတ်စကီနဲ့ဆင်းခဲ့တယ်အဲ့တော့မန္တလေးလင်ကွင်းမှာမန္တလေးစစ်တပ်တူရဲ့ပါမောက္ခချုပ်ဖြစ်တဲ့တမတော်ကြီးဒေါက်တာဖေဝင်းပေါ့မန္တလေးကတင်300ဆေးရုံကြီးလည်းဖြစ်တယ်သူကိုယ်တိုင်ကြိုတယ်ကြိုပြီးတော့မှစစ်ပြီးတော့ယောဂလက္ခဏာသူချက်ချင်းမပြောနိုင်တော့အထရာဆောင်းရိုက်တဲ့အခါမှာတီဗီမှာပထမအဦးဆုံးကျွန်တော်နှလုံးကိုကျွန်တော်မြင်ခဲ့ရတယ်အဲ့တော့နှလုံးမှာအနာတွေနဲ့ဒဏ်ရာတွေဖြစ်ပြည်တွေတဲနေတယ်အဲ့တော့ဘာယောဂလဲသူတို့မသိတော့နံဘေးကနေပြီးတော့ဘယ်ဘက်နံဘေးမှာပေါ့အဲ့နဲ့ဖောက်ပြီးတော့စုပ်ယူတယ်တွေးစုပ်ယူပြီးတော့ဆန်းစစ်ဆေးတော့ကင်ဆာလို့ခေါ်တယ်အဲ့မှာနှလုံးကင်ဆာဆိုတာမြန်မာနိုင်ငံမှာမကြားဘူးတလောက်ဖြစ်တယ်အဲ့တော့ဒါဆိုရင်နှလုံးမှာကင်ဆာဆိုတော့ဒါကင်ဆာယောဂလက္ခဏာပြပြီဆိုရင်တဲ့အနည်းဆုံးကင်ဆာဖြစ်နေတာ9နှစ်ရှိပြီဆိုတော့ကျွန်တော်စိတ်ဓာတ်ကျသွားတယ်ဒါဆိုသေပြီပေါ့ကုလို့လည်းမရတော့ဘူးကုလို့မရတော့ဘူးဆိုတော့ဟာဘယ်လိုလုပ်မလဲအဲ့တော့နိုင်ငံတော်အကြီးအကဲကဘာပြောလဲအာမငင်နဲ့မြန်မာနိုင်ငံမှာမကုနိုင်ရင်ပြည်ပသွားကုမယ်အဲ့တော့တမတော်ကြီးဒေါက်တာဖေဝင်းကပြည်ပကုမယ်ဆိုရင်နှလုံးလှူတဲ့လူရှိမှကုလို့ရမယ်နှလုံးလှူတဲ့လူမရှိရင်ကုလို့မရဘူးဘယ်သူကနှလုံးအသေးခံပြီးလှူမလဲလူသားအချင်းချင်းနှလုံးအသေးခံပြီးနှလုံးလှူတဲ့လူမကြဘူးအဲ့ဒါနဲ့ဂျပန်မှာကုတယ်အဲ့ကနေဂျပန်ဟိုကိုင်းဒိုမှာကုတယ်အဲ့ကနေပြီးတော့မှကျွန်တော်တောင်ကိုရီးယားဆိုးဆေးရုံကြီးမှာရောက်တယ်အဲ့ကနေပြီးတော့ကျွန်တော်မြန်မာနိုင်ငံပြန်တည်ပါရစေလို့ခွင့်တောင်းတဲ့အခါ
1993ခုနှစ်ဒီနိုဝင်ဘာလ28ရက်နေ့မှာကျွန်တော်ပဲကိုမျိုးသာသနာ့မှာနေပါဠိတက္ကသိုလ်ကိုရောက်ရှိခဲ့တယ်အဲ့တော့ရောက်ရှိပြီးတော့ကိုသေဖို့စောင့်နေတဲ့အချိန်1990နဲ့4ခုနှစ်ရောက်လာတယ်ဇန်နဝါရီလ15ရက်နေ့မှာကျွန်တော်တို့သာသနာ့မှာနေပါဠိတက္ကသိုလ်ဆိုတာရွှေကျင်တိုက်ပေါ့နော်အဲ့ဒီရွှေကျင်တိုက်မှာရေဒီယိုကက်ဆက်နားထောင်ခွင့်မရှိဘူးတီဗီကြည့်ခွင့်မရှိဘူးအဲ့ဒီလိုမရှိတဲ့နေရာမှာကျွန်တော်ကျောင်းအောက်ထက်ကရေဒီယိုတန်လေးတဲ့ကြားနေတယ်ကြားတော့အဲ့ဒါကိုဘဲတီးပြီးတော့ခေါ်လိုက်တော့ကိုရင်လေးကအဲ့ရေဒီယိုယူပြီးတော့တက်လာတယ်အဲ့ရေဒီယိုထားခဲ့ပါဘာလို့လဲဆိုတော့ဒီကျောင်းစည်းကမ်းရပါအဲ့တော့ဒီရေဒီယိုဝယ်ထားတဲ့ငွေလို့ရင်ပြန်ယူသွားရေဒီယိုတော့တင်လိုက်ပြီဒါကျောင်းစည်းကမ်းရသူ့ကိုကျောင်းကမထုတ်တော့ဘူးပေါ့မထုတ်တော့ဘဲနဲ့ပြစ်ဒဏ်မပေးဘဲနဲ့ရေဒီယိုတင်တော့အဲ့မှာကိုရင်လေးကလည်းကြောက်နဲ့ဆင်းသွားတယ်နောက်ပြန်နောက်ဆုံးနဲ့ဆင်းသွားတော့ရေဒီယိုလေးကမပိတ်ခဲ့ဘူးအဲ့ဒီမှာမှတ်မှတ်ရတချင်းလေးတစ်ပုတ်လာနေတယ်အစိမ့်မဲ့ပန်းမေးတယ်ကိုဝန်နေဖြက်ချတာမကောင်းဘူးကိုဝန်ထဲမှာရှိနေတဲ့ကလေးလေးတွေကဘာမှအပြစ်မရှိဘူးဆိုပြီးတော့တီဆိုးနေတာပိုးတာဒီသိမ့်နိုင်ရဲ့တရှင်ကျွန်တော်လည်းအံ့ဩပြီးနားထောင်နေတယ်အဲ့ဒီမှာပဲအဲ့ဒါပြီးတော့သင်္ခါရမအစဉ်ထာဝရတုဆိုတဲ့အစီအစဉ်ရောက်လာအဲ့တော့သင်္ခါရမအစဉ်ထာဝရတုဆိုတော့ဒါခရိယန်လိုင်းပဲခရိယန်လိုင်းမှာသင်္ခါရမအစဉ်ထာဝရတုဆိုတော့ခရိယန်တွေကဘလို့လို့ဒီသင်္ခါရလောကကနေအစဉ်ထာဝရကိုရောက်စေတာလေသူတို့ရဲ့ထာဝရအသက်ဆိုတာဘာလဲသိကျင်လာတဲ့အတွက်ကျွန်တော်ဆက်ပြီးတော့နားထောင်လိုက်တယ်နားထောင်လိုက်တဲ့အခါအဲ့ညမှာတိတ်ခါတော့ဆရာတော်ကြီးဒေါက်တာဦးတင်မောင်ထွန်းပေါ့သူကနေပြီးတော့တရားဟောတဲ့တရားဟောချက်ကကျွန်တော်ဒီနေ့အထိမှတ်မိတယ်လို့ကျွန်တော်ကောင်းကင်ဘုံရောက်တဲ့အထိလည်းမှတ်မိနေမှာပဲဘာလို့လဲအဲ့ဒီတရားဟောချက်ကကျွန်တော်ဘဝကိုအများကြီးပြောင်းလဲခဲ့တဲ့တရားဟောချက်ပဲအနိစ္စဒုက္ခအနတ္တဒီလက္ခဏာကြီးသုံးပါးကိုစဟောတယ်အနိစ္စအမြဲမရှိဒုက္ခဆင်းရဲခြင်းအနတ္တအစိုးမရခြင်းအဲ့တော့လူတွေကအမြဲမရှိတဲ့အရာကိုအမြဲရှိဖို့ကြိုးစားကြတယ်ဆင်းရဲမှန်းကိုမသိတော့ရှမ်းသာဖို့ကြိုးစားကြတယ်နောက်ပြီးတော့ကိုယ့်ရဲ့သပင်တစ်ချောင်းတောင်မှမဖြူအောင်မတတ်နိုင်ပဲနဲ့ငါအိမ်ငါအရာငါနိုင်ငံငါသားငါသမီးငါယောက်ျားဆိုပြီးတော့ငါဆွဲတွေနဲ့ဖြစ်နေကြတယ်အဲ့တော့ဒီအရာတွေကအစိုးမရဘူးအနတ္တအဲ့တော့ဒီအရာတွေထဲမှာဆွဲလန်းပြီးဖြစ်နေတယ်လူတွေကခန္ဓာကိုယ်မွေးထတာမြေကိုကျွေးဖို့ပဲဥစ္စာတွေကိုစုတာကတော့ထိုက်တဲ့သူအတွက်အဲ့တော့ဒီအရာတွေကိုဒီဘဝအသက်တာမှာဒီလောဘဒေါသမောဟနဲ့အသက်ရှင်နေမယ်အနိစ္စဒုက္ခအနတ္တအတွင်းထဲမှာပဲရှိနေမယ်ဆိုရင်လူဟာသိရင်ငရဲပဲငရဲကလွတ်เสียလမ်းမရှိဘူးအဲ့တော့ငရဲကနေကယ်တင်နိုင်တဲ့ပုဂ္ဂိုလ်ကတော့လောကကြီးမှာဖရာတဆူတည်းပဲရှိတယ်အဲ့ဒါကတော့ယေရှုခရစ်တော်ဖြစ်တယ်အဲ့တော့ယေရှုခရစ်တော်ဟာကျွန်တော်လူသားတွေအတွက်အသေးခံခဲ့တယ်အသွေးသွန်းလောင်းခဲ့တယ်သေခြင်းတရားကို3ရက်မြောက်သောနေ့မှာရှင်းပြထမြောက်ခဲ့တယ်ယေရှုခရစ်တော်ရဲ့ရှစ်ချင်းမေတ္တာနဲ့ဘယ်သူမှမကွာနိုင်ဘူးဆိုတဲ့တရားဟောချက်ကိုပြောပြီးတော့မိတ်ဆွေတင့်ဘဝအသက်တာမှာပူလောင်မှုတွေခက်ခဲမှုတွေဒုက္ခပြဿနာတွေရှိနေရင်မိတ်ဆွေယေရှုကိုစိန်ခေါ်ကြည့်ပါမြည်ဆန်းကြည့်ပါစမ်းသပ်ကြည့်ပါအဖြေတွေ့ရမယ်ဆိုပြီးတော့ဆရာကြီးကမိတ်ဆက်ပြီးတော့ပြောသွားတယ်အဲ့ဒီမှာကျွန်တော်အတွက်ဆရာကြီးရဲ့အရှိပြားအတန်ရေဒီယိုအစီအစဉ်ကတော့ပြီးသွားပြီမပြီးတာကကျွန်တော်ပဲဘာလို့မပြီးတာလဲဆိုတော့စဉ်းစားစရာတွေကျွန်တော်မှတပွေးတစ်ပိုက်ချင်းနဲ့ညတိုင်းစဉ်းစားတယ်ညဘက်ရောက်လာလို့ရှိရင်ဒီသင်္ခါရမအစဉ်ထာဝရသူတရားဟောချက်လေးကို15မိနစ်နားထောင်ရင်းနဲ့1994ခုနှစ်မေလ23ရက်နေ့မနေ့ခင်ကိုရောက်လာခဲ့တယ်အဲ့ဒီမှာကျွန်တော်ရဲ့ဘဝကိုလည်းပြန်ပြောရမယ်ဆိုရင်အယိုးပေါ်အရေးတင်းနေပြီသိဖို့နီးနေပြီလုံးဝကျွန်တော်မျှော်လင့်ချက်မရှိတော့ဒါမှမဟုတ်မာနတော့ရှိသေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်အရာရှိကိုးကွယ်တဲ့ဖုန်ကြီးလေကျွန်တော်အောက်ကိုလာတွေ့တဲ့လူတိုင်းတွေ့ခွင့်မရှိဘူးဘာလို့လဲအောက်မှာအရာရှိတွေစောင့်အဲ့ဒီလိုအနေထားမှာမာနတွေကတော့မပြောက်ဘူးသေဖို့ရတော့စောင့်နေတဲ့အချိန်မှာအဲ့ဒီမှာဒီတွေးရထိုးအံမနေ့ခင်အစောကြီး2နာရီခွဲလောက်ပေါ့တွေးအံတော့ကျွန်တော်တွေးကိုအံပြီးတော့ဒီပါဇက်ကိုဆေးကြောပြီးတော့ဒိုက်ကောဆင်ဆေးတောက်တယ်တောက်ပြီးတာနဲ့အိတ်မရဘူးနှလုံးကတော့နည်းနည်းသက်သာသွားတော့ကြိုးစားပြီးတော့ဝရန်တာကိုထွက်ပြီးရှောက်တယ်ကျွန်တော်အခန့်ပေ20ပတ်လည်းပဲကျဲတယ်အဲ့တော့အဲကွန်တက်ထားတဲ့ဂရင်တစ်လုံးရှိတယ်နောက်ပြီးတော့မှု့ရမရှိဘူးကျွန်တော်မှု့ရနဲ့မအိတ်တက်ဘူးဖုန်းကြီးတုံးကခေါင်းအောင်တစ်လုံးနဲ့ပဲအိတ်တယ်နောက်ပြီးတော့ဇပွဲတစ်လုံးရှိတယ်ထိုင်ကုန်လေးနှလုံးရှိတယ်နောက်စာအုပ်စာပေထဲတဲ့ဗီဒီယိုတစ်လုံးရှိတယ်ဒါပဲအဲ့တော့ဝရန်တာကိုထွက်ပြီးတော့ဝရန်တာကနေအပေါ်မော့ကြည့်တဲ့အခါမှာကျဲတစ်လုံးကျွေကြလာတယ်အဲ့ဒီကျဲကျွေကြလာတော့ကျွန်တော်ငငယ်လေးတုန်းကလည်းမြင်ဘူးပါတယ်သို့တော်လည်းအဲ့ဒီနေရာစဉ်းစားစရာဖြစ်လာတယ်ဩဒီကျဲဘာလို့ကျွေကြလာတယ်ဒီကျဲကကဘာကြီးစီမရောက်ခင်ပျောက်သွားတယ်အဲ့မှာစဉ်းစားစရာဖြစ်လာလောကမှာလူတွေထိန်းချုပ်မောင်းနေတဲ့မော်တော်ကားတွေနောက်ဆိုင်ကယ်တွေသင်္ဘောတွေနောက် station တစ်ခုနဲ့တစ်ခုတေချာတိတိကျကျလွှတ်နေတဲ့တန်လောက်ပေါ်ပြေးနေတဲ့ရထားတွေနောက်လေကြောင်းမှာသွားနေတဲ့လေရင်တွေတခါခဏတိုက်ခိုက်ဖြစ်စီးနေကြတယ်။ဒါဆိုလူတွေထိန်းချုပ်မောင်းနေတဲ့ဒီຢာတွေကတိုက်ခိုက်နေတယ်ဟုတ်ပြီကျွန်တော်တို့နေတဲ့ကဘာကြီးကနေကိုဗဟိုပြုတ်ပြီးတော့ဘဲဥပုံတရံနဲ့ဟလာဒီတနာရီတစ်စက္ကန့်ကိုမိုင်900လုံးနဲ့လှည့်ပတ်ပြေးနေတယ်23ဒီဂရီအဆောင်ရှိတဲ့ဝင်ရိုးကြီးပေါ်မှာ24နာရီတစ်ပတ်လုံးနဲ့လဲပတ်ပြီးသွားနေတယ်ဒီဟာဒီ system မဲ့တက်ဘာလို့ဖြစ်နေတာလဲဒီကဘာပတ်လမ်းကြောင်းနဲ့သူ့တခြားဂျိုတွေရဲ့လက်နက်ခတ်တာယာတွေဘာလို့မတိုက်တာလဲ
ဒါဆိုရင်သူတို့ကိုထိန်းချုပ်မောင်းနေတဲ့လူရှိလားဒါဆိုရင်ဒီပုဂ္ဂိုလ်ကဘာတူလဲဒါဆိုဆရာကြီးတင်မောင်ထွန်းပြောတဲ့ယေရှုလားဒါဆိုရင်စဉ်းစားနေတဲ့အချိန်မှာဆရာကြီးရဲ့အတန်ကိုနားထဲမှာပြန်ကြားရောက်တယ်မြည်ဆန်းကြည့်ပါခေါ်ဖိတ်ကြည့်ပါစမ်းတက်ကြည့်ပါအဖြေတွေ့ရမယ်ဒါနဲ့ကျွန်တော်လဲကောင်းကင်ကိုလက်ညှိုးထိုးပြီးတော့မှန်တော့မလျှော့ဆရာကြီးတင်မောင်ထွန်းပြောတဲ့ယေရှုဖခင်ခမဖခင်အစ်စ်ဖခင်အမှန်ဆိုရင်ဘုန်းကြီးကိုပြပါပြရင်ယုံမယ်မပြရင်မယုံအဲ့ဒီအချိန်ဒီကိုဘုန်းကြီးဆိုတာတော့ခေါ်တော့မယ်ဒါနဲ့အဲ့ဒီနေ့မိုးလင်းသွားတယ်မိုးလင်းရနေပြီးတော့တနေ့ကုန်ပြီးတော့ညနေ6နာရီခွဲလဲရောက်ရောမိုးတွေတဝုံဝုံနဲ့ရွာတယ်မိုးကြိုးတွေလည်းပြစ်တယ်အဲ့ဒီအချိန်တော့အခုတော့တမ89ဌာနချုပ်ကြီးကရန်ကုန်ဘက်ပြောင်းသွားတယ်အဲ့တုန်းကပဲခူးမှာပဲရှိအဲ့တော့ပဲခူးတမ89တမဌာနချုပ်ကြီးရဲ့တပ်ဦးမှာရှိတယ်ဘုန်းကြီးကျောင်းမိုးကြိုးအပြစ်ခံရတယ်အဲ့ဒီမှာကိုရင်နေသေးတယ်ဥစဉ်နေသေးတယ်ကြားရတယ်ဖုံးရလို့အဲ့မှာပဲခူးမြို့ပန်းချံကုန်းပူကုန်းစိန်ထွန်းဖဆပလမွန်ဆန်ပြဟင်းသာကုန်းဆိုတဲ့ရက်ကွက်တွေကလည်းမီးတွေပြတ်သွားတယ်မိုးကြိုးဒီဆက်ကွင်းကြောင့်အဲ့ဒါနဲ့မီးတွေကလည်းမှောင်းနေတဲ့အချိန်ဒါဆိုရင်ပဲခူးမှာမီးတစ်ခါပြတ်ရင်တစ်လလောက်တော့တေချာပြီးကြာတော့မယ်အဲ့မှာဟိုကလည်းအတုပရှိတယ်ဆိုစဉ်းစားတယ်ဟုတ်ပြီငါကကြွေကန်နီးနေပြီငါကြွေတော့မယ်လို့မျောနေတဲ့အချိန်မှာအတီးအပွင့်ကူးမအကင်းလေးတွေကြွေကြတယ်လောကကြီးကတေခြင်းကလည်းအချိန်မျိုးရောက်နေတယ်တေခြင်းအတွက်ရှေ့တန်းလမ်းပဲလိုတော့တာပဲတွေးပြီးတော့နေတော့မယ်နှလုံးကအောက်လာတယ်အဲ့မှာတွေးထိုးအန်တွေးအန်ပြီးတော့ဒိုက်ကောစင်ပေါ့15လုံးတောက်တယ်တေရင်လည်းတေးပါစေတော့ဘဝမှာမျောလင်းချက်တယ်မထားချင်တော့ဘူးဆိုအဲ့မှာမနေ့အစောတနာရီလောက်မှာပေါ့နောက်တနေ့ကူးသွားတယ်တနာရီလောက်မှာတက်တာသွားတယ်ဂရင်ပေါ်မှာတဲပြီးတော့လှဲအိတ်လိုက်တာမိမ့်နဲ့အိတ်ပျော်သွားတယ်အိတ်ပျော်တဲ့အချိန်မှာပဲမျက်စိကိုစူးချတဲ့အလင်းတစ်ခုကထိုးထားတယ်အဲ့တော့ကျွန်တော်တို့ဘယ်သူမဆိုမျက်စိမှိတ်ပြီးအိတ်ကြည့်အလင်းနဲ့ထိုးလို့ရှိရင်အလိုလိုနေအလင်းအောင်လာတာသိတာပေါ့အဲ့ဒီမှာကျွန်တော်လည်းမျက်စိစိတ်ကျွန်တော်မီးပြန်လာတယ်ထင်ပြီးတော့ခလုတ်လေးကိုစမ်းပြီးတော့ကျွန်တော်ပိတ်တယ်ဒါမှမလို့မီးကလာတာမဟုတ်အဲ့မှာမျက်စိကိုဖြည်းဖြည်းချင်းဖွင့်ကြည့်တော့ကျွန်တော်ပေ20ပတ်လဲကျဲတယ်အခန်းတစ်ခန်းလို့လင်းထိန်နေတယ်ဒါနဲ့ဒါပါလဲကျွန်တော်စဉ်းစားတယ်စဉ်းစားလို့ရင်းကနေပြီးတော့ကတင်မောကနေထိုင်မိလိုက်တယ်ဒါဆိုရင်မနေ့ကင်းအစောကြီးမှာငါယေရှုကိုစိန်ခေါ်ထားတာဒါဆိုယေရှုရဲ့ရောင်ကြည်တော်လားအဖြေကလည်းရလိုက်တဲ့အချိန်ကတင်မောကနေအောက်ကိုဘလို့ဆင်းမိသွားမှမသိဘူးဒူးထောက်ရက်နဲ့ယေရှုဖခင်တပည့်တော်ယုံပြီဝန်ခံလိုက်တယ်အဲ့ဒီအချိန်မှာပဲအလင်းတွေက အင်မတန်မှကြည်လင်တယ်ပြတ်သားတယ်မိုးချိန်းတယ်လို့ပဲပြက်သားသားလေးကြားရတယ်အတန်တန်ကြားရတယ်အဲ့ဒါပါလဲဆိုတော့ဝန်လေး၍ပင်မတော်သူအပေါင်းတို့ငါထံသို့လာကြလောငါဒီရှမ်းသာပေးမည်တင့်ကိုလူမျိုးတကာအတွက်ငါခွဲခန့်ထားပြီအဲ့မှာပြန်မေးခြင်းနဲ့ကျွန်တော်နှလုံးကင်စားနေကျွန်တော်ဘယ်လိုလုပ်လူမျိုးတကာအတွက်ဖြစ်မလဲပြန်မေးခြင်းနဲ့ဒါမလို့အံ့ဩစရာကောင်းတယ်အဲ့ချိန်ကစားပြီးတော့ကျွန်တော်နှလုံးကင်စားပျောက်သွားတယ်ဒါနဲ့ကျွန်တော်ညမအိတ်တော့ဘူးဆက်ပြီးတော့မအိတ်တော့ဘဲနဲ့ဖျောင်းနိုင်ထွန်းပြီးတော့အဲ့မှာတပည့်တွေလည်းတက်လာတယ်အလင်းရောင်မြင်လို့ပေါ့အလင်းမြင်လို့ဆိုပြီးတက်လာပြီးတကားခောက်တဲ့အရာရှိတယ်ဒါမှမဟုတ်သူတို့လာတော့အလင်းမရှိတော့အဲ့ဒီမှာပဲတခါတည်းကျွန်တော်မိုးလင်းတဲ့ထင်နေပြီမိုးလင်းတော့ကျွန်တော်ဗုဒ္ဓဘာသာဆရာတော်ဗတ္တန္တဥပညာစောတောက်ထွက်ခွင့်သွားတောင်းတယ်ဆရာတော်ကြီးရွက်ထွက်ခွင့်ပေးပါအဲ့တော့ဆရာတော်ကတားတယ်မရဘူးထွက်မယ်ဆိုတော့အဲ့မှာတိုင်မှုတို့တက်မှမှုတို့ကိုဖုံးဆက်ခေါ်တယ်သူတို့ရောက်လာကြတယ်8နာရီလောက်မှာအဲ့တော့94ခုမေလ14ရက်နေ့မနေ့8နာရီလောက်ပေါ့စစ်သားတွေရောက်လာပြီးတော့ဘာကြောင့်ထွက်မှလဲမပြောလို့ဆိုတော့တပည့်တွေကလည်းပြောနှင်ပြီးအခန်းထဲကညလင်းထိန်နေတယ်ဆိုတော့သူတို့တွေမေးကြတယ်ဘာလဲကျွန်တော်မဖြေဘူးဖြေရင်လည်းမဖြေမထွက်နဲ့ထွက်ရင်ဖမ်းမယ်အဲ့မှာဖမ်းမယ်ဆိုတော့အဲ့ဒီအချိန်တခါမှအဖမ်းမခံဘူးတခါမှထောင်မကြဘူးဆိုတော့ကြောက်တယ်ကြောက်တော့ကျွန်တော်အဲ့ဒီမှာမထွက်လိုက်ဘူးမထွက်ဖဲနဲ့ပေးပြီးတော့တဖြည်းဖြည်းလူကဝလာတယ်ပိန်ချုံးရနေဝလာပြီးကျမ်းပါလာတော့စာပေတွေတင်ရင်းနဲ့ပျော်တော့မပျော်နေတိုင်းနေ့ဆရာကြီးတင်မောင်ထွန်းရဲ့တရားဟောချက်ကိုနားထောင်တယ်ပိုးလာတာမနေ့ခင်းအစီအစဉ်မှာတိလာတော့မနေ့ခင်းမှာနားထောင်လာတယ်ထောင်တော့ဆရာဥစောဝင်းထွန်းကနေပြီးတော့ကျမ်းစာဖတ်ပြတယ်အဲ့တော့ဖတ်ပြတဲ့အရာတွေကိုကျွန်တော်လိုက်မှတ်ရင်းနဲ့ကျွန်တော်ဘုန်းကြီးကထွက်တဲ့အချိန်ကျမ်းပိုက်ပေါင်းအလွတ်600လောက်ရသွားပြီကျမ်းစာအုပ်တော့ကျွန်တော်မရှိသေးဘူးကျမ်းပိုက်အလွတ်600လောက်ရတယ်ရတဲ့အခါမှာအဲ့ဒီမှာ1995ခုမေလ20ရက်နေ့ရောက်လာတော့ညဘက်မှာတရားဟောချက်ကကျွန်တော်နှလုံးသားကိုအထီးတွေ့ဆုံးဖြစ်သွားတယ်အဲ့ဒီမှာဘာလဲဆိုဆရာတော်ကြီးဟောတာကရှစ်သောညီကိုမောင်နှမတို့တဲ့ကိုယ်ခန္ဓာကိုတတ်နိုင်ပြီးတော့စိတ်ဝိညာဉ်ကိုမတတ်နိုင်တဲ့လူကိုမကြောက်ကြနဲ့ကိုယ်ခန္ဓာကိုတတ်နိုင်ပြီးစိတ်ဝိညာဉ်ကိုငရဲချနိုင်သောသူကိုကြောက်ပါသင်တို့ရဲ့ခေါင်းကသပင်တစ်ချောင်းချင်းကိုပင်လေဘုရားသခင်ရေထားတယ်ဆိုအားတက်လာရင်လည်းဝမ်းသာအားရနဲ့ထပြီးတော့လမ်းလျှောက်ရင်းနဲ့စဉ်းစားတယ်ငါနှလုံးကင်ဆာကလည်းလူတွေကုလို့မရတဲ့ယောဂပျောက်ပြီးပြီငါရဲ့အသက်ဝိညာဉ်ကိုငရဲကနေကယ်တင်ပြီးပြီဒီဘုရားကိုငါသိရနဲ့သူ့အကြောင်းငါဘာလို့မပြောရတာလဲအဲ့ဒီအချိန်မှာပဲအတန်လေးသေးသေးလေးတစ်ခုကနားထဲမှာကြားနေတယ်လို့ပဲမင်းအတွက်ငါအသွေးသွင်းပြီးပြီမင်းငါအတွက်ဘာလုပ်ပြီးပြီလဲ
မင်းအတွက်ငါအသက်ဆွန့်ထားတယ်မင်းငါ့ကိုဘာပေးပြီးပြီလဲဒီအတန်ကကြားနေတော့တခါတည်းဒူးထောက်ပြီးငိုပြစ်တယ်ကိုတော့ကျွန်တော်တော့လိုက်မယ်ဖမ်းချင်ဖမ်းမစေတော့တတ်ချင်တတ်စေတော့တခါတည်းအဲ့မှာ95ခုမေလ21ရက်နေ့မှာကျွန်တော်ပဲခူးမြို့တာသနမှာနေပါဠိတက္ကသိုလ်ကျောင်းတိုက်ကနေထွက်ပြီးတော့ကျွန်တော်မန္တလေးကိုသွားတယ်မန္တလေးရောက်တော့မန္တလေးမစိုးရိမ်မှာရှိတဲ့ကျွန်တော်မိတ်ဆွေဥတုံတရတို့စီမှာကျွန်တော်ဖုန်းကြီးကနေထွက်မယ်ဆိုပြီးတိတ်ခါချပြီးတော့အဝေးဝစ်ပြီးတော့ကျွန်တော်လာတယ်အဲ့ဒီအချိန်မှာဖုန်းကြီးကထွက်တော့ကျွန်တော်မှပတ်စံတပြားမှမယူခဲ့ဘူးသူများလှူထားတဲ့ပတ်စံတပြားဆိုတပြားမှကျွန်တော်မယူခဲ့ဘူးတန်တန်ရှင်းရှင်းထွက်လိုက်တယ်ထွက်လိုက်တော့အဲ့ဒီမှာဖုန်းကြီးထွက်ပြီးပြီဆိုတော့စာဝတ်နေရခက်ပြီလူဖြစ်သွားပြီလေဘယ်သူမှမလူအဲ့ဒီမှာကျွန်တော်ဘာလုပ်ရင်ကောင်းမလဲအဲ့ဒီမှာကျွန်တော်မှလက်မှတ်ကဘာရှိတော့ဆိုတော့အင်ဂျင်နီယာကျောင်းဆင်းလက်မှတ်ရှိသေးတယ်ဒါနဲ့မန္တလေးတိုင်းမိထ္ထီလာခရိုင်တာစီမြို့နယ်တာစီရဲ့အရှိမြောက်ဖက်10မိုင်กว่าတဲ့ထနောင်းကန်နဲ့ဒီငှက်ကြီးတိုက်နားလေးမှာစမုံမြစ်ရှိတယ်အဲ့ဒီစမုံချောင်းပိတ်တဲ့တမန်စီမံကိန်းမှာတာတမန်စီမံကိန်းမှာအင်ဂျင်နီယာတွေခဏပြုတ်နေတယ်ဘာလို့ဆိုတော့ဆယ်ကကြိုးတော့တာဟုတ်ကြိုးတော့အဲ့ဒီမှာကျွန်တော်အလုပ်ဝင်လျှောက်တော့ကျွန်တော်ကိုပေါက်တောင်းခံရတယ်တဲ့အခါမှာကျွန်တော်ဘယ်လိုလုပ်ရမလဲဆူတောင်းတယ်ဖျားခင်ဖော်ပြတဲ့အတိုင်းစမုံဆယ်ကိုကျွန်တော်ကိုပေါက်ကိုပိတ်ခဲ့တဲ့အခါဒီနေ့ထိမကြိုးသွားဘူးဒါလည်းခရစ်တော်ဖော်ပြတဲ့အတိုင်းပေါ့အဲ့ဒီမှာကျွန်တော်ရောက်ပြီးတော့10ရက်လောက်ရှိတော့ဗိုလ်ချုပ်ခင်ညွန့်တို့ဟတ်စကီနဲ့ရောက်လာတယ်ကျွန်တော်စီလာတာတော့မဟုတ်ဘူးစမုံဆယ်ကိုစစ်ဆေးလာရင်လည်းကျွန်တော်နဲ့တဲ့တူတိုးတော့ဖုန်းကြီးကမပြောလို့ထွက်သွားရင်လေအစိုးရအလုပ်လုပ်နေတာကောင်းတယ်လုပ်ပါသူ့ကိုပြင်မမခိုင်းကြနဲ့ဆိုပြီးတော့ပြောခဲ့တယ်ကျွန်တော်ယာထူလည်းတက်သွားပြီးတဲ့နောက်ကျွန်တော်နဲ့အတူတူတွဲနေရတာတော့အခုအငိမ့်စားယူသွားပြီဘုံမူကြီးဘာသာဆိုတာရှိတယ်သူကတက်ကကျွန်တော်က10မြောင်းအခန်းချင်းကတ်ရပေါ့တောထဲမှာ10မြောင်းဆိုတော့ကျွန်တော်တို့ထင်ရန်လေးတွေကာထားတယ်ထင်ရန်လေးတွေကာထားတော့သူကဟိုဘက်ကညဆိုရင်တော့သူကညင်းထဲမှာအိတ်တယ်ဘီယာလဲတောက်ရင်တောက်တယ်မနက်ခင်းလင်းလာပြီဆိုရင်အိုးဖះရှိခိုးတာအကျယ်ကြီးရယ်ဟာလာတနာရီလောက်ကြာတယ်အဲ့တော့သူကဖះရှိခိုးပြီဆိုတော့4နိုင်လောက်ကျွန်တော်လည်းဒီဘက်ကအိတ်မရဘူးဖုန်းကြီးတို့မနေအကျင့်ရှိနေတော့ကျွန်တော်ထားတယ်သူလို့ကျွန်တော်တန်ဖို့တွေလိုက်ယူလို့မဖြစ်တော့အဲ့မှာကျွန်တော်ဘာလုပ်လဲခရိယန်ဒီဆူတောင်းတာလည်းမမြင်ဘူးအဲ့မှာမမြင်ဘူးတော့ကျွန်တော်ဘာလုပ်လဲဆိုတော့အဲ့မှာအလွတ်ရတဲ့ကျမ်းပိုက်ပေါင်း600ကျော်ကိုအစအနေစပြီးတော့ဖုန်းကြီးတန်နဲ့ရွတ်တယ်ထာဝရဘုရားသခင်သည်ငါဤတို့ထင်ဖြစ်တော်မူ၏ငါသည်စင်ရမကန်ရာစိန်လန်းသောကျက်စာရာရနိုင်ငါကိုအိတ်စေလို့စဖြင့်ဖုန်းကြီးတန်နဲ့ကျွန်တော်ရွတ်တာပေါ့ရွတ်တဲ့အခါ तू ကလည်းဟိုဘက်ကဘုရားရှိခိုးမရအဲ့မှာတနေ့ရောက်တော့ညီလေးလာအောင်တယ်ဟောဆို तू ကဘုံမူကြီးကျွန်တော်ကအေးအဲ့တော့ကျွန်တော်တို့ကအကိုကြီးညီလေးခေါ်လို့ရယာတူကတိတ်မကွာကြဘူးအဲ့ဒါပြောပါအကိုကြီးဆိုတော့မင်းကခရိယန်ဖြစ်လည်းမဟုတ်ဗုဒ္ဓဘာသာလည်းမဟုတ်မင်းကဗုဒ္ဓခရစ်တဲ့အဲ့တော့ခရိယန်ဆိုလို့ရှိရင်လည်းငါတွေ့ဘူးလားနှိမ့်ရှင်းခံတယ်ကွာဖះเจ้าတက်တယ်မင်းရောက်တော့ဒီမှာပဲတစ်ချိန်လုံးအောနေတာပဲရှိတယ်မင်းခရိယန်ကြီးကြားထဲသွားပလားဘယ်မှာတော့ဆိုတော့ကရှင်ပြည်နယ်သွားတယ်အတွင်းထဲမှာတအားလှိုက်ဖြစ်သွားဒါဆိုသွားမယ်ဒီတိုင်းမသွားနဲ့အလုတ်ကနေပြီးတော့ခွင့်တောင်းပြီးအလုတ်ပြောင်းပေါ့ကရှင်ပြည်နယ်ကိုယာတူးပြောင်းနေသွားလိုက်ပလားဆိုတော့မလို့တော့ဘူးဒီယာတူးလည်းမလုပ်ရှင်တော့ဘူးကျွန်တော်ဖမ်းမဲ့လူမှမရှိတော့ဘဲနဲ့အဲ့တော့ကျွန်တော်ဘာလုပ်လဲထွက်စာတင်ပြီးတော့ကရှင်ပြည်နယ်သွားတယ်ကရှင်ပြည်နယ်ရောက်တော့မြို့ပေါ်မှာမနေဘဲနဲ့ကျွန်တော်တို့ဖားကန့်မြို့နယ်ဆိုင်းတောင်ရဲ့ဟိုးအနောက်ဖက်အဲ့မှာ sport မိုက်ကျဲကရင်ချောင်တောင်းကော့ကောင်ဆန်ဆိုတဲ့မှော်တွေမှာကြောက်တူးတယ်လောပန်းကလည်းကျွန်တော်အမြင်ကတ်တန်ကတ်တာ तू ကတည့်ရဲ့ကျန်းစာကြောင်းဆင်းအဲ့တော့ तू ခရိယန်လောပန်းဆိုပြီးကျွန်တော်အာကိုရကြီးနဲ့တွားကတ်တယ် तू ကကျွန်တော်အမြင်ကတ်သလားမမေးနဲ့ဘာလို့ဆိုတော့ဖះရှိခိုးလုံးကျန်းစာဖတ်လုံးဒါနဲ့နောက်ဆုံးကျွန်တော်လည်းနည်းနည်းနေမကောင်းတော့မတို့ကြောက်လဲနားမလဲဘူးဆိုတော့မတို့ဒီမှာမိုးတွင်လူအင်အားလျှော့တယ်ဆိုပြီးတော့96ခုနှစ်မှာကျွန်တော်တို့ဖြုတ်လိုက်တော့ဩဂတ်စ်လမှာအရင်ဝမ်းနေတယ်အလုတ်မရှိရင်ထမင်းစားစရာမရှိပြန်ဘူးဘာလို့ဆိုဖားကန်ဒေတာအရင်ခက်ခဲတယ်အဲ့ဒီမှာပဲကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်တို့အလုတ်ဖြုတ်ခံရတဲ့3ယောက်ပေါ့ဗုဒ္ဓဘာသာ2ယောက်ကိုကျွန်တော်ကယ်တင်ချင်းဟောပြီးတော့သူတို့တွေခရစ်တော်လက်ခံကြတယ်လက်ခံတော့မလို့ယုံကြည်လားယုံကြည်တယ်အေးငါတို့ကိုးကွယ်တဲ့ခရစ်တော်ကအရာအလုံးဖန်ဆင်းတယ်အဲ့ဒီကြောက်စိမ့်လည်းဖန်ဆင်းတယ်ငါတို့ဒီနေ့ကြောက်စိမ့်သွားယူရအောင်သူတို့တွေလည်းယုံတယ်ဗျာတခါတည်းကျန်တဲ့ခရိယန်တွေကိုသွားပြီးကယ်တင်ချင်းပြောယုံကြည်ခြင်းစိတ်ချမှုပြောအရှိကတော့အာမင်တော့လုပ်တယ်ပြီးရင်မယုံဘူးဗုဒ္ဓဘာသာတွေကကြောက်စိမ့်သွားယူအောင်ဆိုတော့ဝမ်းသာအာရနဲ့အဲ့2ယောက်လိုက်လာဟိုလည်းရောက်ကျွန်တော်တို့တိုင်ကြံလေးကိုသူများတိုင်ကြံဆိုတာကြောက်စိမ့်ခြင်းတွေလေဟိုတူပြီးသားမှာဂျားတွေကနယ်နမိတ်လေးရှံမခဲ့တာမယူကြတော့အဲ့ဒါလေးတေးသေးလေးကိုကျွန်တော်တို့3ယောက်လက်ရှင်းရှိတ်ပြီးတော့ဆူတောင်းကြဆူတောင်းတဲ့အခါကျွန်တော်မျက်စိထဲမှာကြောက်တလုံးကဝင်လာတယ်လို့ခံစားအဲ့ဒီနေရာကိုကျွန်တော်ကောင်းကောင်းသိတော့ကဲတကယ်ကြီးဒီနေရာကနေဒီဘက်ကိုဖြိုချလိုက်ကွာဆိုပြီးသူတို့ပြောတော့ဘိုးထွန်းဘာမှမလုပ်နဲ့ဒါနဲ့ကျွန်တော်ဘာမှမလုပ်ဘူးဘယ်တကယ်ပဲထူးထူးဆန်းဆန်းကြောက်တလုံးရတယ်အဲ့ဒီကြောက်ကိုကျွန်တော်တို့တခါတည်းရောင်းတဲ့အခါ10ဘုတ်ဖယ်ပြီးတယောက်ကို38သိန်းစီရကြတယ်အဲ့ဒီမှာကျွန်တော်ဖရာသခင်နောက်ကိုလိုက်တယ်အခက်ခဲတွေတော့အများကြီးကျွန်တော်တို့ကိုပြစ်ပယ်တာတော့ခရိယန်တွေပေါ့ခရိယန်တွေပဲမောင်းထုတ်တယ်ခရိယန်တွေအမျိုးဒါစီကြတယ်ဒါမှမဟုတ်ကျွန်တော်ကြောက်အောင်ပြီးတော့အောင်မြင်လာတော့လေသူတို့တွေစီမှာကျွန်တော်ပါဝင်လို့ရတယ်
ဒါမလို့ဖျားခင်ရဲ့ကျေးဇူးတော်ကြောင့်1996ခုနိုဝင်ဘာ30နေ့မှာစနေနေ့မနေ့8နာရီမှာကျွန်တော်တက်တည်ခံလို့ပြောင်းလဲလဲလူ90နောက်ပြီးတော့မီယိုဗလာခရိယန်51ယောက်အားလုံးစုစုပေါင်း100နဲ့1ယောက်နဲ့အတူကျွန်တော်ဘပ်တစ်ဇံခံခဲ့တယ်ဆိုင်းတောင်ကရှင်နှစ်ရှင်အသင်းတော်ကြောက်စိမ်းလက်ဝါးကားရဲ့အောက်ခြေမှာရှိတယ်ကျွန်တော်တို့လက်ဝါးကားတိုင်းပုံစံမျိုးနှစ်ရှင်းမင်္ဂလာကန်ထဲမှာကျွန်တော်တိတ်ခါတော့ဆရာချောလမွန်လက်နဲ့ကျွန်တော်ဘပ်တစ်ဇံယူလိုက်တယ်ယူပြီးတဲ့နောက်မှာကျွန်တော်ဘဝမှာအပျော်ဆုံးနဲ့အရွှင်လန်းဆုံးပေါ့နော်ဒါကျွန်တော်ဘဝမှာခရစ်တော်ကိုတွေ့လာတာတော့ပရမဦးဇောဝိညာဉ်ဖခင်ဆရာကြီးဦးတင်မောင်ထွန်းရေဒီယိုအားဖြင့်ကျွန်တော်ခရစ်တော်စိန်ခေါ်ပြီးပြောင်းလဲလာပါတယ်ဟုတ်ကဲ့ရှင်ဆရာဒီဘုန်းကြီးဘဝမှာရခဲ့တဲ့ဘုန်းကြီးပွဲတွေဘယ်နှပွဲလောက်ရှိလဲဟုတ်တယ်ကျွန်တော်ဘုန်းကြီးနာမည်ပေါ့ဘုန်းကြီးမှလည်းဘုန်းကြီးဝတ်သွားတဲ့အခါလူနာမည်လိုပဲနာမည်ပေးရတယ်အဲ့ဒီနာမည်ကတော့သူမနာပေါ့အဲ့တော့သူမနာနောက်ကဘိဝန္တာပွဲရတော့သူမနာဘိဝန္တာအဲ့ကနေပြီးတော့ဓမ္မစရိယအောင်သွားတဲ့အခါသာသနာ့ဆရာဓမ္မစရိယပွဲအဲ့ဒီကနေရပြီးတော့ကျွန်တော်အိန္ဒိယနိုင်ငံဘီဟာပြည်နယ်နလန္ဒာတက္ကသိုလ်ကနေပြီးတော့ MA ဗုဒ္ဓဆင်နောက်ဆီရီလင်္ကာနိုင်ငံကိုလံဘိုကနေပြီးတော့ကျွန်တော်ရရှိလာတာကဒီပါဠိတက္ကတာနဲ့ထောက်ထားပွဲပေါ့နောက်ပြီးတော့ကျွန်တော်တထုံသူ့နာပုံမိဒီပါဠိစာမွဲပွဲမှာ2နှစ်ဆက်တိုက်ပွဲနှစ်ခုကိုရခဲ့တယ်နောက်မန္တလေးဒီတက်ကြတရားစာမွဲမှာပွဲရခဲ့တယ်စသဖြင့်ရလာတဲ့ပွဲတွေနဲ့ပေါင်းလိုက်မယ်ဆိုရင်တော့9ခုရခဲ့တယ်အဲ့တော့ပွဲပေါင်း9ခုရခဲ့တာပေါ့အဲ့တော့အရှိအနေနဲ့ဗဒ္ဒနာသုမနာလင်္ကာရပါဠိပါရဂုရကောဝိဒဝတ္တန္တကပန္တိတမဟာထေပေါ့နော်နိုင်ငံတော်ကနေဂုံတူးဆောင်ပွဲကဝတ္တန္တကပွဲပေးတာဟုတ်အဲ့တော့မဟာထေဆိုတဲ့ပွဲရရှိခဲ့ပူပါတယ်ဟုတ်ကဲ့ရှင်ဆရာဒီခရစ်တော်ယုံကြည်လက်ခံပြီးနောက်ပိုင်းမှာဆရာထောင်နေကြဘူးလားဘယ်နှခေါက်လောက်ကြဘူးလဲပါအမှုတွေထောင်ကတော့ကြဘူးတာပေါ့အရှုပ်ဆိုလို့ရှိရင်9ခါလောက်ကြဘူးတဲ့တမူးမှလည်းလာဖမ်းတယ်နောက်တနေသာကြီးတိုင်းကျွန်းစုမြို့မှာလည်းအင်္ဂလိပ်လို့တော့လာဖမ်းတယ်အချုပ်ထဲမှာတော့နေခဲ့ရတယ်နောက်ကျွန်တော်တို့နန်စီပွန်ဒေတာခန်းတီမြို့နယ်နာဂတောင်တန်းမှာသာသနာလုပ်တုန်းကလည်းဖះเจ้าဆောက်တဲ့ကိစ္စနဲ့ဗျူဟာရုံးမှာအဖမ်းခံပြီးအထုခံခဲ့ရတယ်အဲ့ဒါမျိုးတွေလည်းခဏခဏခံခဲ့ပြီးတော့မှတ်မှတ်ရဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ကျွန်တော်2006ခုနှစ်မှာပေါ့ကျွန်တော်2006ခုနှစ်မှာကျွန်တော်အိန္ဒိယမှာပြောင်းလဲခဲ့တယ်ကျွန်တော်သားတယောက်ရှိတယ်မြန်မာနိုင်ငံကအထူးသူကဘယ်ရလဲဆိုတော့တမန်တာကျွေးရွာကျွဲရဲအုပ်စုပေါ့နော်အဲ့ဒါမုံရွာမြို့နယ်အဲ့ဒီကမောင်မင်းဖြိုးဆိုတဲ့ကလေးအဲ့တော့သူ့ရဲ့ရွာမှာကျွန်တော်ကိုအင်္ဂလိပ်ဟောဖို့ဖိတ်ခေါ်တယ်တဲ့အခါကျွန်တော်လည်းအဲ့ဒီရွာကိုသွားပြီးတော့အင်္ဂလိပ်ဟောတယ်တခါမှသူတို့ကမကြားဘူးကြတဲ့ရွာဆိုတော့အိုးရွာလူတွေမနှဲဘူးအဖိုးကြီးဖွားတွေလာကျွန်တော်လည်းအဲ့ဒီမှာတရားဟောတာ3နာရီကျော်တယ်ထိုင်ပြီးဟောတယ်ထိုင်ကိုသူတို့ကလည်းတစ်ချက်မလို့ဘူးကျွန်တော်ဒီကခရိယာနေနဲ့ကွာတယ်ခရိယာနေကနည်းနည်းလေးဟောရင်ရှေ့တော့ပြောင်းလိုက်ဟိုပြောင်းလိုက်ဒီလှဲလိုက်နဲ့နည်းနည်းလေးတရားဟောကြလိုက်ရှောင်းခဏဆိုးပြတယ်ဘုရားဘာသာတွေကအဲ့လိုမဟုတ်ဘူးတခါတဲ့တာမဏတာရုပ်ပါကြီးညိုပွဲဆောင်ပြီးတော့လက်အုပ်လေးတွေရှိပြီးနေတယ်တကယ်ဝမ်းမြောက်စရာအကောင်းတယ်အဲ့ဒီမှာတရားဟောပြီးတော့သူတို့ခေါ်ဖိတ်လက်ခံတာလူပေါင်းမနှဲဘူးတဲ့ကနေကျွန်တော်ထပ်မေးတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ခင်ဗျားတို့ကိုခရစ်တော်၌ဆေးကြောခြင်းမင်္ဂလာကျွန်တော်ဘပ်တစ်ဆံပေးခြင်းနဲ့ဆိုတော့နှစ်ရှင်းမင်္ဂလာခံတာ59ဦးခံတယ်အဲ့ဒီမှာ59ဦးမှာမောင်မင်းဖြိုးရဲ့မိဘတွေလည်းပါလိုက်တော့သူတို့ကအိမ်နှလုံးရှိတယ်အိမ်ပေါက်စာလေးတစ်လုံးအိမ်ကြီးတစ်လုံးရှိတော့ဆရာကျွန်တော်တို့ဖះရှိခိုးဖို့အိမ်အကြီးကိုဖះเจ้าအဖြစ်လှူတယ်ဘာလို့ဆိုတော့ဖះเจ้าဆောက်ခွင့်မြန်မာနိုင်ငံမှာလုံးဝမရှိဘူးအဲ့တော့လွတ်လပ်တယ်လို့ပြောပေမဲ့လို့အဲ့တုန်းကမလွတ်လပ်ဘူးမလွတ်လပ်တဲ့အချိန်ကူတော့ policy ပြောင်းကစားပြုတ်ပြီးအဲ့တုန်းကတော့မပြောင်းသေးဘူးလေမပြောင်းသေးတော့အဲ့ဒီမှာဘပ်တစ်ဆံမင်္ဂလာမှာကျွန်တော်ကလည်းညဘက်လဲတရားဟောတယ်ခရစ်တော်ရဲ့သက်တော်စင်လဲပြအဲ့ဒီမှာအာရပါရပျော်လွန်းလို့အဲ့မှာမြို့ပေါ်ကမိတ်ဆွေတွေလည်းလာကြတာပေါ့အဲ့မှာဗုဒ္ဓဘာသာဘုန်းကြီးနဲ့အဲ့ကြေးရွာရရကမကျေနပ်လို့တိုင်တယ်အဲ့ဒီရရကလည်းဘုန်းကြီးတွေ့ပဲသူကဘုန်းကြီးထွက်တာကျွန်တော်တို့ထွက်တာမဟုတ်ဘူးသူကကျောင်းမှာဆွမ်းလာပို့တဲ့ဒကမတယောက်နဲ့မှားပြီးတော့အဲ့ဒကမကိုမခွာနိုင်လို့ဘုန်းကြီးကထွက်သွားတယ်အဲ့တော့သူကရရကဖြစ်တယ်အဲ့ကကျောင်းနိုင်ဘုန်းကြီးနဲ့ပေါင်းပြီးကျွန်တော်တိုင်တာရိုးမတိုင်ဘူးထောက်လန်းရေးကောလူမှောင်ခိုးတွေရောဘာတွေရောညာတွေရောပုံမှန်တွေအမျိုးမျိုးတက်ပြီးတော့ဆွဲချက်တွေနဲ့ဗိုလ်ချုပ်တာ AC တိုင်တယ်မိတ်တူကစသုံးလုံးဒီမုံရွာမှာပေါ့နော်ဒါစကိုင်းတိုင်းစသုံးလုံးဌာနချုပ်ကိုသူတို့ကတိုင်တယ်အဲ့မှာညွှန်ကြားရေးမှုကတော့ဘုရားကြီးကျေးဇူးတော်ပဲ RC ပေါ့အဲ့ဒီမှာသူတို့ကနေတိုင်လိုက်တော့ကျွန်တော်တို့စပြီးတော့တရားဟောခဲ့တာနိုဝင်ဘာလ96ခုနိုဝင်ဘာလမှာအဲ့မှာဒီဇင်ဘာ4ရက်နေ့ဒီ2006ဒီဇင်ဘာ4ရက်နေ့မှာကျွန်တော်မုံရွာမြို့မှာဒေါနာချံမှာရှိနေတဲ့ဒီကျွန်တော်တို့မက်ဒရစ်အသင်းတော်ကကျွန်တော်ညီကိုမောင်နှမတွေစီမှာလူပေါင်း200လောက်တော့ရှိမယ်ကျွန်တော်လည်းကောင်းခရစ်တော်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုဟောနေတော့ရောက်ချလာကြတယ်စသုံးလုံးကားတွေနဲ့ကြောက်လာပြီးဆရာနဲ့စကားဆွေးနွေးစရာရှိလို့တဲ့လိုက်ခဲ့ပါဟုတ်ကဲ့ကျွန်တော်နောက်ထပ်45မိနစ်ဆိုရင်ကျွန်တော်အစီအစဉ်ပြီးလိုက်ခဲ့ပါမယ်
အဲ့မှာတရားဟောချက်ကတော့တကယ်တမ်းအပိုင်းလိုက်ဟောတာဆိုတော့ပထမပိုင်းပဲပြီးတယ်45မိနစ်ဆိုတော့ကျွန်တော်တို့လိုက်ချသွားတယ်လိုက်ရောကားကောင်းကန်းထဲမှာကျွန်တော်ကောင်းကောင်းတင်ပြီးခေါ်သွားတာစာသုံးလုံးယုံလဲရောက်ရောဟိုမှာမုံရွာရဲ့အထွက်ပေါ့ကျွန်တော်တို့ဟိုးအလုံဘက်ရောက်ခံဒီလေးမှာအဲ့လဲရောက်ရောစာသုံးလုံးယုံနဲ့ဝင်သွားပြီးတော့အခန့်ပြတယ်အခန့်ကျယ်ကြီးရယ်ဆရာဟိုကရေချိုးခန်းရှိတယ်ဟိုမှာအိမ်သာရှိတယ်ဆရာဒီမှာအေးဆေးနာအောင်ဆိုပြီးအပြင်ကနေတော့ခတ်သွားတယ်ဟောကျွန်တော်သိလိုက်တယ်ဟုတ်ပြီအဲ့ဒီမှာရှုပ်လိုက်တယ်56နာရီကြာတယ်အဲ့ဒီမှာ56နာရီကတော့ဖခင်ကျေးဇူးတော်ပဲဟိုကိုကစပြီးတော့အစာချောင်ပြီးဆူတောင်းတာမဟုတ်ဘဲနဲ့စားစရာမရှိလို့အစာချောင်ပြီးဆူတောင်းလိုက်တယ်အဲ့ဒီမှာ56နာရီအတွင်းတယောက်မှမလာဘူး56နာရီပြည့်သွားတော့မှဆက်ရဖဘူကြီးတယောက်ရောက်လာတယ်နောက်ပြီးတော့စသုံးလုံးတွေလည်းရောက်လာတယ်လာပြီးတော့မေးကြတယ်မေးခွန်းတွေအမျိုးမျိုးမေးတယ်ဒါမှမဟုတ်မေးတဲ့မေးခွန်းတွေကကျွန်တော်နဲ့မပတ်သက်ဘူးသူတို့ကဗာမေးလဲဆိုဒေါန်ဆန်းစုကြည်ကိုသိလာတယ်သိတာပေါ့ဘလို့သိလဲပြောတယ်တီဝီရလည်းပြောတယ်ခင်ဗျားတို့သတင်းစာလည်းတစ်ချိန်လုံးပြောနေဆိုတော့ကျွန်တော်သိတယ်လို့အဲ့ဒါနဲ့သူတို့တွေကဘာမှနိုင်ငံရေးနဲ့ဆွဲလို့မရတော့နောက်ဆုံးသူတို့မုံရွာအမှတ်1ရဲစခန်းအရှုပ်ကိုပို့တယ်အမှတ်1ရဲစခန်းအရှုပ်မှာကျွန်တော်ဂျဘိုးအကြိုက်ခံလိုက်တာအထီပေါ့ဒီဇင်ဘာ20ရက်နေ့အထိအဲ့မှာဆူတောင်းတယ်ကိုတော့ဒီထဲကနေကျွန်တော်ကိုဖယ်ပါဆူတောင်းတော့မုံရွာထောင်ကြီးကျုပ်ထဲရောက်သွားတယ်အဲ့မှာထောင်ကြီးကျုပ်ထဲရောက်တော့ထောင်ကြီးကျုပ်ထဲမှာအာစီခရိယန်ရှိတယ်နောက်ပြီးတော့အင်္ဂလိကန်တယောက်ရှိတယ်ကျန်တာကနှစ်ရှင်းတယ်သူတို့တွေကကျွန်တော်ဆရာတော်တစ်ပါးလာတယ်ဆိုတော့သူတို့ဒီကြိုကြတယ်အဲ့ဒီမှာပဲသူတို့တွေနဲ့ကျွန်တော်ဖះရှိခိုးတယ်မိတ္တရာဖွဲ့တယ်ခရစ်စမတ်လုပ်တဲ့အထိတော့အတားစီးမခံလေးရအောင်ဒါမလို့အဲ့ကနောက်တော့မုံရွာထောင်မှာဖះရှိခိုးခွင့်ပိတ်သွားတယ်အဲ့တော့အခုတော့ policy ပြောင်းပြီးတော့ဖះထောင်နေထဲမှာဖះเจ้าဆောက်ခွင့်တွေပါတယ်ရပါမယ်လို့2006 2009 2008လုံးဝဖះเจ้าဆောက်ခွင့်မရှိဘူးဖះရှိခိုးခွင့်လည်းမရှိဘူးခရစ်ယာန်တွေစုဝေးလို့မရဘူးဒါမလို့ရတဲ့နေရာတော့ရှိတယ်အဲ့ဒါဘာလို့ဆိုတော့အင်းစိန်ထောင်လိုဟာမျိုးရတယ်နောက်မန္တလေးထောင်လိုဟာမျိုးမှရတယ်ဒါမှမဟုတ်ကျွန်တော်မုံရွာထောင်ရောက်တော့ခရစ်ယာန်လည်းနည်းနည်းလေးဂငယ်ထောင်ဆိုတော့လူအင်အားလည်း900ကျော်ပဲရှိတယ်အမျိုးသမီးကတော့100ကျော်ရှိမှာပေါ့အမျိုးသား900ကျော်အဲ့တော့ဒီထောင်မှာကျွန်တော်တို့ခရစ်ယာန်ရှိတဲ့ခရစ်ယာန်တွေဖះမရှိခိုးရအောင်ဒါမှမဟုတ်ကျွန်တော်မရှိခိုးရလဲကျွန်တော်တို့အဖွဲ့ဆူတောင်းတယ်အရိုက်ခံတယ်ပါအရိုက်ခံလဲခံလိုက်တယ်ဒါနဲ့တနေ့ကျွန်တော်ဆူတောင်းနေတဲ့အခါမှာအဲ့မှာကိုတက်ဦးပေါ့သူကထောင်မှုပေါ့နောက်ကနေဖက်နှက်နဲ့ကန်လိုက်တာကျွန်တော်ဘာယာတန်းနဲ့နှစ်ဖူးနဲ့ထိသွားတယ်ထိသွားတော့အဲ့မှာဒီကတွေးလဲထွက်တယ်ရောင်လဲရောင်ပြီးတော့အဲ့ဒီမှာကျွန်တော်ဆူတောင်းတယ်အာမင်လုပ်ပြီးတော့တလောက်နှိမ့်ဆက်တယ်ဗုဒ္ဓဘာသာတွေကအဲ့မှာအံ့ဩလာတယ်ခင်ဗျားတို့ဖះဘလောက်ကောင်းလို့လဲတလောက်သူတို့တွေထုတယ်ရိုက်တယ်ခင်ဗျားတရားဟောမပြတ်ဘူးဆူတောင်းမပြတ်ဘူးကျွန်တော်တို့ဆိုရင်တော့မလုံနိုင်ဘူးသိကျင်လားသိကျင်တာပေါ့တဲ့သိကျင်ရင်ပြောမယ်ဆိုကဲတင်ချင်းပြောသိကျင်ပြောမယ်ဆိုကဲတင်ချင်းပြောအဲ့ဒါတနေ့ရောက်တော့ဘယ်လလဲဆိုတော့ကျွန်တော်တို့နိုဝင်ဘာလဒီ2009ခုနှစ်နိုဝင်ဘာလမှာဟိုစစ်ပေါ်တာတွားမဲ့လူတွေကစစ်ပေါ်တာဆိုရင်တို့ကဝန်ဆောင်ခေါ်တာပေါ့စစ်ပေါ်တာခေါ်တယ်အဲ့ပေါ်တာခေါ်တယ်ကြီးအကျဉ်းသားတွေကိုခေါ်တော့မယ်နောက်ရဲဘက်ပို့တဲ့ဟာတွေအဲ့ဒီဟာတွေကပါသွားမဲ့ထဲမှာဒီနှစ်ကြီးသမားတွေခရစ်တော်ယုံကြည်ထားတဲ့လူတွေပါတော့တို့ကဆရာကျွန်တော်ဗုဒ္ဓဘာသာတွေကလည်းကျွန်တော်တို့မယုံဘူးအဲ့တော့ခရစ်ယာန်လို့လည်းပြောလို့လည်းတို့လက်မခံဘူးကျွန်တော်တို့အတိမတ်ပြုတ်ပေးပါထောင်ထဲမှာဘာမှလုပ်ပေးလို့မရမုံရွာထောင်မှာတစ်ခါရေချိုးမှာ9ခွက်ပဲချိုးခွင့်ရတယ်9ခွက်အဲ့တော့ဒီ9ခွက်လေးချိုးရမယ်ဟာခတ်တစ်ခွက်လောင်းဆိုမှလောင်းတာခတ်ဆိုတော့ခတ်ပြီးလောင်းလိုက်ရင်ကြိမ်နဲ့ရိုက်တာအဲ့တော့မုံရွာထောင်မှာရေနည်းနည်းပူချိုးခြင်းအဲ့ဒီဟိုရေကန်ကင်တဲ့လူကိုပတ်စံပေးရင်ပေးမပေးကော်ဖီမပေးမှတို့ကနည်းနည်းလေးပူချိုးခွင့်ပေးတာအဲ့တော့တို့ရေရှားပါတဲ့မုံရွာထောင်မှာတောက်ရည်ကလည်းခက်ခဲတယ်ချိုးရည်ရောက်တော့လည်း9ခွက်ပဲချိုးရတဲ့နေရာပေါ့နော်အဲ့တုန်းကအဲ့ဒီမှာကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်မိတ်ဆွေကိုနော်ထိုင်ဆိုခေါ်တယ်ဟိုးဆွန်ဘရာဟိုလေရှိမြို့နယ်တွေကသူကနေပြီးတော့ထောင်တွင်းတင်းတောက်ပေါ့ကျွန်တော်ကထောင်တွင်းတင်းအုပ်ဆရာလောက်ကြတယ်အဲ့ဒီမှာဆရာကျွန်တော်ရေသွားခတ်မယ်ခတ်ရှိပြတော့အဲ့ဒါနဲ့ကျွန်တော်ထောင်ထဲမှာရေနှစ်ဖို့နေသားရေတောင်တစ်ခွက်မနေ့ခိုးပြီးတော့ရေဖြန်းမင်္ဂလာလုပ်တယ်လူပေါင်း20ကျော်လောက်ရှိမယ်အဲ့ဒီမှာပဲကျွန်တော်တို့မိသွားတာမိလဲမိရောရိုက်ပါလေရောအဲ့မှာကျွန်တော်ဒီဘက်ကတွားလေးတွေဟိုအန်သွားလေးတွေမရှိတော့ဘူးခုဒီဘက်က2ချောင်းဒီဘက်က2ချောင်းမရှိဘူးပေါ့နော်အန်သွားမရှိတော့ဟုတ်ပြီဒါနဲ့ကျွန်တော်အဲ့ဒီမှာထောင်ထဲမှာ2ချက်လောက်ပဲရိုက်သေးတယ်ကျွန်တော်လည်းမေ့သွားတာအသေးငယ်တာတော့မဟုတ်ဘူးကိုရောကြောင့်ကျေးဇူးတင်တယ်ဘာလို့ဆိုမေ့သွားတော့နောက်ထပ်ဘယ်လောက်ရိုက်ကျွန်တော်မသိတော့ဘူးလေတခါတည်းသူတို့ဆွဲပြီးတော့ကျွန်တော်တို့မုံရွာထောင်မှာတိုက်တွေရှိတာဟုတ်တိုက်ပိတ်တိုက်ထဲမှာကျွန်တော်တို့ရှီချင်းခတ်ပြီးတိုက်ပိတ်ထားတယ်ဖခင်ကျေးဇူးတော်ပဲမနေ့ကင်းလင်းလာထမင်းလာပေးတယ်ကျွန်တော်မစားဘူးဘာလို့ဆိုတိုက်က9ပေချိုလောက်ပဲရှိတယ်အဲ့ဒီမှာရေအိုးနှလုံးထားတယ်တလုံးကတောက်ဖို့တလုံးကအပေါ့မစင်စွန့်ဖို့ပေါ့အဲ့တော့ဒီကျွန်တော်စဉ်းစားရင်ကျွန်တော်စားပါများရင်ဒီထက်ကိုမစင်စွန့်မယ်ဒီထက်ကနမ်းမယ်နမ်းရင်ကျွန်တော်ယောဂရမယ်အဲ့တော့မစားတော့ရေတောက်ပြီးတော့ကျေးဇူးတော်ရှင်မွေးနေကျန်းစာရွတ်တယ်အဲ့ဒီမှာကဘာဦးကျန်းခိုင်းတစ်ကနေစားပြီးတော့ကျန်းစာကျွန်တော်ရွတ်တယ်ဘာလို့ဆိုအဲ့ဒီတိုက်ပိတ်တုန်းကကျန်းစာအုပ်
အထဲကိုမပါဘူးဆိုတော့မေ့သွားမှသူတို့ကဆွဲသွင်းလိုက်တော့အေးလိတ်လည်းမပါဘူးတိုက်ထဲမှာဒီတိုင်းနေရတာပေါ့အေးလိတ်တွေကကျွန်တော်တို့အိတ်ဆောင်မှာကြံခဲ့ကျန်းစာအုပ်ကောအဲ့ဒီမှာပဲကျွန်တော်ကဘာဦးချန်အခန်းကြီး1အငယ်1ကနေစပြီးရွတ်တယ်ဖះရှင်ကောင်းမြတ်တယ်ကျွန်တော်တို့အခန်းကတိုက်တစ်ခုလုံးကအလုံးစုံ6လက်မပတ်လေအပေါက်လေးတစ်ပေါက်ရှိတယ်အဲ့ဒီမှာလည်းတစ်လက်မကို9မူလုံးတန်တိုင်းတစ်ချောင်းစီစိုက်ထားတယ်လေအဲ့တော့အလင်းရောင်ကနည်းနည်းလေးပဲဝင်တယ်စာဖတ်စရာလည်းမရှိဘူးတိုးတော်လည်းကျွန်တော်စဉ်းစားတယ်ဒီထဲမှာတုံးလုံးလှဲပြီးအိတ်လို့ရှင်တမန်တလင်းရဲ့အေးတဲ့ကြောင့်ကျွန်တော်ဒုက္ခရောက်မယ်မအိတ်လည်းမဖြစ်ဘူးအိတ်လို့ရှင်တောင်လေးမှာကျွန်တော်မှီပြီးတော့အိတ်တယ်ပြီးရင်လမ်းထလျှောက်တယ်ဒီထဲမှာပဲရှောက်ရင်းနဲ့ကျန်းစာရွတ်တယ်ကျန်းစာရွတ်ပြီးတော့နေတယ်ညအိတ်ပျော်သွားတယ်ပြန်ပြီးနိုးလာရင်ခုနအဆက်ကနေစပြီးရွတ်တယ်ဒီလိုနဲ့ဆာလံကျန်း150ချိန်မြောက်သောဆာလံအပိုင်ငယ်6ပါအသက်ရှင်သောသူအပေါင်းတို့သည်ထာဝရဘုရားကိုရှေးမွမ်းကြစေဟာလေလုယာဆိုတဲ့အပိုင်မှာဘုရားကြီးယေရှုတော်ပဲတန်တကားလည်းပွင့်သွားတယ်တန်တကားပွင့်သွားတော့ကျွန်တော်အဲ့ဒီမှာအပြင်ထွက်တယ်ထွက်ရောဝါဖြူဖြူပဲမပိန်ဘူးအသားကလည်းပုံမှန်လေးနဲ့ထွက်လာတော့ထောင်မင်းကမေးတယ်မင်းအစာကျွေးတော့လည်းမစားဘူးမင်းကဆန္ဒပြတာလားမဟုတ်ပါဘူးဒါဆိုရင်မင်းကြည့်တော့လဲဝနေတယ်ဆိုမင်းပါစားလေကျွန်တော်ကိုးကွယ်တဲ့ထာဝရဘုရားသခင်ကကောင်းကင်တမန်တွေကိုဆေလွတ်ပြီးကျွန်တော်အစာကျွေးတယ်ဒါကြောင့်ကျွန်တော်ဝရတယ်အဲ့ဒီလိုပြောတော့သူမျက်လုံးပြူးသွားတယ်ကျွန်တော်လည်းသူတို့ကြောက်မှန်းသိတော့ကောင်းကင်တမန်နဲ့ခြောက်တယ်ဘုရားနဲ့ပဲခြောက်တယ်ဒါနဲ့ဘယ်လိုပြောမလဲဆိုတော့2009ခုနှစ်ဒီဇင်ဘာ18ရက်နေ့16ရက်နေ့ကတနင်္ဂနွေနေ့လေ16ရက်နေ့မှာကျွန်တော်သမီးရဲ့ဒီမွေးနေ့ပေါ့ကျွန်တော်ထောင်ထဲမှာဆူတောင်းတယ်အစာချောင်းဆူတောင်းပြီးတော့နေတဲ့အချိန်မှာပဲအဲ့ညနေ9 နာရီမှာကျွန်တော်နာမည်ခေါ်ပြီးရှီချင်းရိုက်တယ်ရှီချင်းရိုက်ပြီးတော့18ရက်နေ့ဒီဇင်ဘာ18ရက်နေ့တနင်္လာနေ့မှာ2009ခုနှစ်ဒီဇင်ဘာ18ရက်တနင်္လာနေ့မနေ့ကအစောကြီး3 နာရီလောက်ကျွန်တော်တန်းစီပြီးတော့မုံရွာသင်္ဘောစိတ်ဆင်းရတယ်သင်္ဘောပေါ်ရောက်တော့ကျွန်တော်တို့ဟိုးသင်္ဘောနောက်ဆုံးတန်ပြုံးပြားပေါ်မှာအချုပ်လှုပ်ထတာပေါ့အဲ့ဒီထဲမှာကျွန်တော်တို့2ယောက်တရွဲရှီချင်းနေနဲ့ရှီချင်းနေကြားထဲမှာတန်ကြိုးတစ်ခါပြန်ထိုးထက်ပြီးတော့ခတ်အတွဲလိုက်ကြီးအဲ့ဒီမှာကျွန်တော်တို့ခန်းတီးထောင်ပြောင်းရတယ်အဲ့ဒီမှာလမ်းမှာ9ရက်ကြာတဲ့ဟုံမလင်းရောက်သွားတယ်ဟုံမလင်းရောက်တော့အဲ့မှာလမ်းမှာကျွန်တော်ထမင်းမစားဘူးဘာလို့လဲဆိုတော့ထမင်းစားရင်လည်းအိမ်သာတက်ဒီထဲမှာဒုက္ခအရန်ရောက်တယ်သေးပေါက်ဒီထဲမှာအင်မတန်မှပင်ပန်းတော့အဲ့မှာဟုံမလင်းရောက်တော့ဟုံမလင်းကနေတခါကျွန်တော်တို့လှေလေးနဲ့ခန်းတီးအထိပို့တယ်ခန်းတီးထောင်ရောက်တော့ခန်းတီးထောင်မှာဝရံမှာကျွန်တော်တို့ရဲ့ဝရံခေါ်တာပေါ့ဝရံကိုဝရံပဲခေါ်ကြတယ်ထောင်မှာအသုံးတော့အဲ့ဒီမှာကျွန်တော်မှင်းနီးနဲ့ရေးထားတယ်နံပါတ်1ဘာသာရေးမှုထောင်တွင်းထဲမှာဘာသာရေးစီယုံမှုလှုံ့ဆော်မှုဒါကြောင့်ခန်းတီးထောင်ပြောင်းလိုက်သည်ဆိုတာပါတာအဲ့မှာကျွန်တော် short ရက်တွေအကုန်ပြတ်သွားတယ်ထောင်မှာ short ရက်ဆိုတာရှိတယ်ဒါမှမဟုတ်အဲ့ short ရက်တွေကျွန်တော်မရတော့ခန်းစားခွင့်မရှိတော့ထောင်ပြောင်းတဲ့အတွက်ပြတ်သွားတော့အပြည့်နေရတော့ဟုတ်ပြီအပြည့်နေရမယ်ဆိုတော့ခန်းတီးရောက်တော့ထောင်ပိုင်ကြီးကဥလာမြင့်လို့ခေါ်တယ်ဥလာမြင့်ကတခါခေါ်တွေ့တယ်မင်းကခရိယန်ဘုန်းကြီးဒီမှာမင်းဟိုကြည့်တော့လေတရားဟောလို့ဘာသာရေးနဲ့ထောင်ကြတယ်ကူလည်းတရားဟောလို့ပဲထောင်ပြောင်းတယ်ဒီမှာတော့မင်းတရားမဟောပါနဲ့တရားမဟောလို့ရှိရင်မင်းကိုအဆောင်မှာကောင်းကောင်းထားမယ်ရှော့တယ်ကျွန်တော်မေးတယ်တရားဟောရင်ဟောဆိုတော့ကြောက်ထုစကန်ပို့မယ်ဒါဆိုကျွန်တော်ကြောက်ထုစကန်မြန်ပို့ပါလို့အဲ့ရောင်ကျွန်တော်တရားဟောခြင်းတယ်သူကတားတယ်ဒါနဲ့ကျွန်တော်သွားမယ်ဆိုတော့9ရက်ခန်းတီးထောင်ထဲမှာထားပြီးတော့အဲ့ဒီမှာကျွန်တော်ကိုလက်ဟဲရဲဘက်စခန်းကိုပို့တာပေါ့အဲ့တော့လက်ဟဲအောင်နားလေးက24မိုင်နန်စလိန်ရဲဘက်စခန်းမှာကျွန်တော်တို့ရောက်ပြီးတော့အဲ့ဒီမှာကျွန်တော်ဖျားရှင်ကဟောခွင့်ပေးတယ်အဲ့မှာကြောက်ထုတယ်အဲ့ဒီမှာပြောင်းလဲလာတဲ့လူတွေကိုကျွန်တော်ဒီဘပ်တစ္စံပေးတယ်ခိုးပြီးတော့ရေဖြန့်ပေးတာပေါ့ပေးရင်းနဲ့ဖျားရှင်ကအခွင့်ပေးလာတယ်အဲ့ဒီမှာထောင်အကျဉ်းသားဆေးမှုပေါ့တာဝန်ပေးတယ်အဲ့ဒီမှာကျွန်တော်တရားပဲဟောရတော့တယ်ဘာမလုပ်ရတော့ကြောက်မထူရတော့အဲ့ကထောင်ပိုင်းအရန်ကောင်းတယ်အဲ့တော့ဘာလုပ်လဲခင်ဗျားခရိယန်ဘုန်းကြီးပညာလက်တက်တယ်ဘာပဲဖြစ်ဖြစ်ခင်ဗျားဆေးနေနေကြိုင်ပြီးတော့မနေ့ကင်းညဘက်ဒီကောင်တွေမျှော်လင့်ချက်မဲ့နေတဲ့လူတွေကိုဘာလုပ်ပါတရားဟောပါအဲ့တော့သူတို့ကပြောတယ်တရားဟောပါဆိုတော့ကျွန်တော်အရန်ပြောတာပေါ့ဘာလို့လဲဆိုတော့မျှော်လင့်ချက်မဲ့နေတဲ့လူတွေကိုကျွန်တော်တရားဟောရင်သူတို့တွေရောက်ဆိုအဲ့မှာနေ့တိုင်းတရားဟောတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ပဲကျွန်တော်ထောင်ကလွတ်ခံနီးမှာဒီ2008ခုနှစ်ပေါ့နော်နိုဝင်ဘာလထဲမှာနန်စလိန်ရှောင်းတယ်နိုဝင်ဘာဆိုအရန်အေးတယ်။အိုးနာဂတောင်တန်းတို့ရှင်းပြည်နယ်ကရှင်းပြည်နယ်ကအင်မတန်မှအေးတဲ့အရာဖြစ်တယ်။အင်မတန်မှအေးတဲ့ဒေသမှာအိုးရေခဲတောင်ကနေပျော်ဆင်းတဲ့ရှောင်းထဲမှာလူပေါင်း89ယောက်ကိုကျွန်တော်နှစ်ရှင်းပေးခွင့်ရသွားတယ်။သူတို့ကလည်းပေးခွင့်ပေး။အဲ့ဒီမှာနှစ်ရှင်းပေးပြီးအပေါ်ပြန်တက်လာတဲ့အခါကျွန်တော်အိုးပျော်လိုက်တာ။အင်မတန်မှကိုပျော်တယ်။ပျော်လွန်းတော့ကျွန်တော်မလုပ်လဲငိုပြစ်တယ်။ငိုပြီးတော့ကျွန်တော်အဲ့ဒီမှာပဲတခါတည်းဝမ်းသာလွန်ဆိုတယ်အဲကြောင့်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုရင်ကျွန်တော်ထောင်ထဲမှာအဲ့ကနေ2000နဲ့ဒီ8ခုနှစ်ကျွန်တော်ဒီဇင်ဘာလမှာပဲ4ရက်နေ့မှာကျွန်တော်နှစ်ပြည့်ရက်ပြည့်နဲ့ကျွန်တော်ထောင်ကနေပြီးတော့ကျွန်တော်ထွက်လာခဲ့တယ်
တော့ဘုရားသခင်ရဲ့ကျေးဇူးတော်တက်တက်ပဲဖြစ်တယ်အဲ့ဒီမှာကျွန်တော်ထောင်ထဲမှာအများကြီးဗုဒ္ဓဘာသာကြီးပြောင်းလဲခဲ့တယ်ကျွန်တော်တော့မဟုတ်ဘူးခရစ်တော်အားဖြင့်ပဲဖြစ်တယ်အဲ့တော့ကျွန်တော်ခရစ်တော်ရဲ့ကျေးဇူးတော်ကိုမချီးမွမ်းဘဲနဲ့လည်းမနေနိုင်ဘူးဘလောက်ပဲရိုက်ဘလောက်ပဲနှိမ့်ဆက်ဘလောက်ပဲထိုးအဲ့ဒီမှာကျွန်တော်ထောင်ထဲမှာမျောလင့်ခြင်းကင်းမဲ့နေတဲ့လူတွေပေါ့နော်ဗုဒ္ဓဘာသာတွေကိုကျွန်တော်တရားဟောရတယ်သူတို့ဘဝတအားတနာစရာကောင်းတယ်ကျွန်တော်တို့လက်ဟဲရဲဘက်စခန်းမှာလေကျွေးတာဘလို့ကျွေးတော့ဆိုတော့လူတယောက်အတွက်တနေကုန်ဆန်တဘူးခွဲပဲပေးတယ်အဲတော့ဆန်တဘူးခွဲဆိုဘလို့မှမလောက်ဘူးနိုင်ငံတော်အစိုးရက2ဘူးခွဲပေးတယ်ဒါမလို့ထောင်မှုကပြောတယ်ငါတို့လမ်းမဆက်သွယ်ရေးခက်ခဲတယ်ဒါကြောင့်မလို့တဘူးခွဲကျွေးတယ်ဒီတဘူးခွဲနဲ့လူတွေကမလောက်တော့မျက်စိကွယ်သွားတာတွေရှိတယ်အာဟာရပြက်ပြီးတော့နောက်အလုတ်လုတ်ပြီဆိုလို့ရှိရင်လမ်းမှာဖားလေးတွေတွေ့လို့ရှိရင်လည်းအလုတ်လုတ်ရင်ဖောက်အစိမ့်စားတဲ့လူတွေရှိတယ်နောက်ဘေးမှာတွေ့သမျှအရွက်တွေမဟုတ်ဆိုထောင်သွားပြီဆိုရင်2ယောက်တွဲတန်းစီပြီးသွားရတယ်တို့တွဲသွားတဲ့အခါလမ်းဘေးမှာတွေ့သမျှအရွက်ကိုနွားတွေလိုပဲဆွဲပြီးတော့ပါဆက်ထဲစားကြတယ်စားတော့အဲ့အရွက်မျိုးစုံစားတော့တို့မှာဓာတ်ရှုပ်တဲ့ဓာန်တွေနဲ့ယောဂါတွေဖြစ်အမျိုးမျိုးနဲ့လည်းဟဲရဲပက်စခန်းမှာသေတယ်မနေ့ကလင်းလာလို့ရှိရင်နှိုးလို့မထတဲ့လူတွေကကိုယ်လေးတွေသေနေတာရှိတယ်အဲ့ကြရင်တော့စံရှိချင်းဖြုတ်ယူပြီးတော့တခါတဲ့အဲ့ဒီဝေယုံပင်တွေအောက်မှာမြုပ်တာပေါ့အဲ့တော့ကျွန်တော်အဲ့ဒီလက်ဟဲရဲဘက်စခန်းကပြန်လာတဲ့အခါကျွန်တော်တော့မှမှတ်တမ်းမဲ့တန်ရာကြီးများပေါ့နော်ခေါင်းစဉ်လေးနဲ့ကျွန်တော်စာအုပ်ရေးပြုစုခဲ့တယ်နောက်ပြီးတော့လက်ဟဲလမ်းမအပြန်ဆိုပြီးတော့စာအုပ်လေးပြုစုခဲ့တယ်ဒါမှမဟုတ်ထုတ်ခွင့်မရခဲ့ဘူးဘာလို့ဆိုထောင်အကြောင်းကတိတိကျကျရေးတာဟုတ်ထောင်ထဲမှာကျွန်တော်တို့တွေတစ်လကိုအသား8ကြိမ်အနည်းဆုံးကျွေးရမယ်ထောင်မှာကလေထောင်မှာအသား8ကြိမ်ကျွေးရမယ်ဆိုတဲ့အခါမှာပုတ်ထူးနေ့ညစာတနင်္ဂနွေနေ့ညစာကျွေးရမယ်ဒါမှမဟုတ်တစ်ခါမှအသာမတွေ့ဘူးကြဘူးတစ်ခါလေတွေ့လိုက်လို့ရှိရင်လည်းသေးလေးတွေလောက်စလုံးလောက်လေးတွေအသာတုံးလေးတွေတယောက်တစ်လုံးပဲကျွေးတယ်ဒါမှမဟုတ်ကျွန်တော်တို့အသာမစားဘူးဘုရားရဲ့ကျေးဇူးတော်ကြောင့်ထောင်ထဲမှာတလို့အသက်ရှင်နေအဲ့မှာပုံသက်တည်အကောင်းဆုံးဖြစ်တယ်ကိုရောကျေးဇူးတင်တယ်လူပေါင်းများစွာဗုဒ္ဓဘာသာတွေကြားထဲမှာသူတို့ထောင်မှုတွေကဘာပြောလဲဆိုတော့ထောင်မှုဦးတန်းဝင်းဆိုတာတအားသဘောကောင်းတယ်ရခိုင်လူမျိုးလေသူကဘာပြောလဲဆိုတော့သူတို့လင်မယားနှစ်ယောက်ကတီးဆရာအံ့ဩစရာကောင်းတယ်တလောက်များတဲ့ဗုဒ္ဓဘာသာတွေကြားထဲမှာဒီအကျင့်စရိုက်တွေကြားထဲမှာသူ့ကိုပို့လိုက်တာသူတယောက်တည်းခရိယာတခါတည်းသူ့ရဲ့ဗုဒ္ဓဘာသာတောင်ဖြစ်သွားစရာရှိတယ်ဒါမှမဟုတ် तू ကမဖြစ်ဖဲနဲ့ဒီလောက်များတဲ့လူတွေကိုခရစ်ယာန်ဖြစ်အောင်ခရစ်တော်၌တိမ်သွင်းနိုင်တယ်ဆိုသူတို့အနေနဲ့တော့ဒါတိမ်သွင်းတဲ့စီးယုံနေပဲခေါ်တာဟုတ်ဒါမှမဟုတ်ကျွန်တော်ကတော့ကဲတင်ချင်းဟောလို့သူတို့ခရစ်တော်ရသွားတယ်ကျွန်တော်အယံပျော်လုံးမျက်ရည်တော့ကြရတယ်ပြီးတော့ကျွန်တော်မှာအားနေချက်တစ်ခုရှိတယ်ဘာအားနေချက်လို့ဆိုတော့တခြင်းတပုတ်မှမရဘာလို့ဆိုဖုန်းကြီးကနေလာတယ်ဆိုတော့တခြင်းကမဆိုတတ်ဘူးလေမဆိုတတ်တော့အဲ့မှာကျွန်တော်ကဒါမှမဟုတ်တပုတ်တော့ရတယ်အဲ့ဒီတပုတ်ကဘာလဲဖျားသားဖြစ်ရပြီအတန်ကတော့တန်စင်ကတော့မတည့်ဘူးစာသားအားလုံးရတယ်ကျွန်တော်ကလည်းတဒန်းနဲ့ပြောတဒန်းနဲ့ဆိုတယ်အဲ့မှာဟိုမှာလည်းဗုဒ္ဓဘာသာပြောင်းလဲတဲ့ကျွန်တော်တပည့်တွေကိုတခြင်းကိုဒီအတန်တန်နဲ့ပဲသင်ပေးထားတယ်အဲ့မှာနှစ်ရှင်းမင်္ဂလာပေးတဲ့ဒီ89ယောက်နှစ်ရှင်းပေးတော့သူတို့ကလည်းအစကနေဒီတခြင်းကိုဖျားသားဖြစ်ရပြီကိုတန်စင်မျိုးစုံနဲ့သူတို့អော်ကြတယ်ပြီးတဲ့အထိអော်တယ်ရေထဲမှာအကုန်လုံး7ယောက်လုံးဆင်းပြီးတော့ပျော်နေကြတယ်အရောက်တိုင်းမျက်ရည်နဲ့နေကြတယ်ကျွန်တော်အဲ့ဒီကနေဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်လွတ်မြောက်လာခဲ့တယ်ဒါလည်းဘုရားသခင်ရဲ့ကျေးဇူးတော်ပဲမဟောပဲလေမနေနိုင်ဘူးမပြောပဲလေမနေနိုင်ဘူးခရစ်တော်ကျွန်တော်အတွက်အသက်ပေးအသွေးသွန်းတယ်ပြီးတော့ကျွန်တော်နှလုံးကင်ဆာကိုပေးပြောက်စေတယ်ငရဲကနေလည်းကဲတယ်နဲ့သူကဒီလောက်တော့ကျွန်တော်အတွက်စွန့်လွတ်စွန့်စားပြီးရဲရဲရင်းရင်းနဲ့ကျွန်တော်ကိုဒီလောက်ရှစ်တဲ့ကိုတော်ကိုကျွန်တော်ရဲရင်းနဲ့မရှိဘူးဆိုရင်ကျွန်တော်အမင်္ဂလာဖြစ်လိမ့်မယ်နောက်တစ်ချက်ကျွန်တော်အရန်ကြောက်တယ်ကျွန်တော်တရားမဟောဘူးကဲတင်ချင်းမဟောဘူးဆိုရင်ကျွန်တော်နှလုံးကင်ဆာပြန်ဖြစ်မှတအားကြောက်တယ်ဟုတ်ဆိုနှလုံးကင်ဆာပျောက်စေတာကသူ့အမှုတော်ဆောင်ဖို့လူမျိုးတကာအတွက်လို့ပြောထားတဲ့အတွက်ကျွန်တော်လည်းဒီနေ့အထိတရားဟောတယ်ဒီနေ့အထိလစာမယူဘူးဘုရားခင်ရဲ့လမ်းပြတဲ့နေရာတိုင်းမှာကျွန်တော်အမှုတော်ဆောင်ပါတယ်ယေရှုတင်တယ်ဟုတ်ကဲ့ရှင်ဆရာဒီထောင်းနေလွတ်ပြီးချင်းဆရာအိန္ဒိယပြည်ဆက်သွားလာပဲတွားခွင့်မရဘူးခင်ဗျထောင်းကနေလွတ်ထားက2008ခုနှစ်ကုန်ကန်ဒီမှာလွတ်လာတယ်အိမ်ကိုရောက်တော့2008ကုန်မှရောက်တယ်အဲ့ဒီမှာကျွန်တော်တစ်နှစ်အကျယ်ကျုံးနဲ့အိမ်မှာပဲနေတယ်အိမ်ပြင်မထွက်ရရွာအပြင်မသွားရဘူးပေါ့နော်တကယ်လို့နီးနီးနားနားမျိုးပေါက်စားလောက်ကိုနေချင်းပြန်ဆိုင်ကနေသွားမယ်ဆိုရင်တော့သတင်းပုတ်ပြီးသွားရတာပေါ့ဘာလို့ဆိုတော့ကျွန်တော်လည်းတကယ်အကြီးကျယ်ထောင်းကလွတ်လာပဲလို့တစ်နှစ်တိတိကတော့ကျွန်တော်အိမ်မှာပဲနေခွင့်ရတော့ကျွန်တော်တင်းနေသားကြီးတိုင်းမှာကျွန်တော်နေပါတယ်နေရင်းကနေပြီးတော့အဲ့မှာ2009ခုနှစ်ဒီဇင်ဘာ4ရက်နေ့မှာနိုဝင်ဘာ20ရက်နေ့မှာကျွန်တော်စီစာရောက်လာတယ်စာကတော့ဒေါက်တာဝှေချင်းထန်အဲ့တော့သူတို့စီကနေပြီးတော့ဒီအမှုတော်အမြတ်ထဲမှာစွမ်းဆက်တမှာပါဝင်တဲ့အတွက်ထက်တဲ့တန်တန်ဂုဏ်ပြုခြင်းနဲ့အဲ့တော့ဒီဇင်ဘာ4ရက်နေ့မှာရန်ကုန်မြို့အေမာနွေလဒီစုလေစီဒီနားလေးကအသင်းတော်နှစ်ရှင်းအသင်းတော်ကိုလာရောက်ပေးရန်ဆိုပြီးတော့ပြောတော့ကျွန်တော်သွားတယ်3ရက်နေ့မှာရောက်တဲ့သတင်းပို့တယ်အဲ့မှာ4ရက်နေ့မှာကျွန်တော်ဒေါက်တာပေါ် F ဂျွန်ရဲ့ဒေါက်တာဝေဂျစ်ထန်တို့
သူတို့တွေကနေပြီးကျွန်တော်ကို MA theology ဘွဲ့ပေါ့နော်ပေးတယ်ကျွန်တော်စာတစ်လုံးမှမရေးခဲ့ဘူးမဖြေဘူးဒါမှမဟုတ်ကျွန်တော်အံ့ဩတယ်ဒီ theology ဘွဲ့နဲ့ကျွန်တော်နဲ့ဘာမှမပတ်သက်ဘူးသို့တော်လည်းဘုရားသခင်ကျေးဇူးတော်ပဲကျွန်တော်ဘဝမှာကျမ်းစာသင်တန်းတက်ဖူးတာ17လနဲ့9ရက်ပဲတက်ဖူးတယ်သို့တော်လည်းဒီကျွန်တော်ရဲ့ကျမ်းစာကြောင်းကတော့ဒီနှုတ်ကပတ်တော်စာအုပ်ပဲဒီစာအုပ်ကိုကျွန်တော်အကြိမ်ပေါင်း354ကြိမ်ကျွန်တော်ဖတ်တယ်ဟိုဗပ်ပတိဇံမခံခင်18ကြိမ်ပြီးတယ်ဗပ်ပတိဇံခံပြီးတဲ့နောက်ကိုအကြိမ်ပေါင်း145ကြိမ်လောက်ဖတ်တယ်အဲ့ကနေထောင်ထဲကိုကြာသွားတော့ထောင်ထဲမှာအလုပ်ပြီးတာနဲ့ကျမ်းစာဖတ်တယ်ဖတ်တဲ့အခါမှာ188ကြိမ်ဖတ်ပြတယ်ခုနောက်ပိုင်းဖတ်တာနဲ့ဆိုတော့အားလုံး354ကြိမ်ဖတ်ခွင့်ရခဲ့တယ်အဲ့တော့ဒီနှုတ်ကပတ်တော်တန်ရှင်းသောဝိညာဉ်တော်ပဲကျွန်တော်ကိုလမ်းပြခဲ့တယ်ဒါကြောင့်ကျွန်တော်မှာဘုရားသခင်နောက်ပြီးတော့သားတော်သခင်ယေရှုခရစ်တော်နဲ့တန်ရှင်းသောဝိညာဉ်တော်လမ်းပြခြင်းကြောင့်ဒီနှုတ်ကပတ်တော်ကိုပိုင်းခြားနားလည်ရတဲ့အခွင့်ရတယ်ကျမ်းစာကြောင်းကကြီးကြီးမားမားဗာလက်မှတ်မှကျွန်တော်မှမရှိပါဘူးအဲ့တော့ကျွန်တော်2010ရောက်တော့ကျွန်တော်အိန္ဒိယနိုင်ငံကိုခရီးထွက်ပါတယ်ဘာလို့ဆိုတော့လွတ်မြောက်ပြီဆိုတော့အိန္ဒိယနိုင်ငံထွက်ရင်းနဲ့အိန္ဒိယနိုင်ငံမှာသာသနာပြုရင်းကျွန်တော်နေပါတယ်အဲ့တော့အိန္ဒိယနိုင်ငံကျွန်တော်မီဇိုရမ်စတိတ်ဒီအိုက်ဇောမြို့ပေါ့နော်အိုက်ဇောမြို့အိန္ဒိယနိုင်ငံအဲ့ဒီမှာကျွန်တော်ဒီနေ့အထိလည်းနေထိုင်ပါတယ်ဟုတ်ကဲ့ရှင်ဆရာဒါဖြစ်ပေါ်တော့တခုမေးပြစေဒီဆရာရဲ့နှလုံးယောဂနှလုံးကင်ဆာပျောက်သွားတယ်ဆိုတဲ့အခါမှာဒီဆရာကိုဆေးကုပေးတဲ့ဒီဗမာမြန်မာနိုင်ငံမှာဆိုလို့နာမည်အကြီးဆုံးမန်းလေးများတောက်တာသူကဆရာကိုပြန်စစ်ဆေးဆရာပျောက်ပြီးနောက်မှာပြန်စစ်ဆေးတဲ့အခါသူဘယ်လိုမျိုး confirmation တွေ confirm လုပ်လဲဆိုတာပြောပြပေးဟုတ်ကဲ့အဲ့ဟိုကျွန်တော်မှာဝန်တာတစ်ခုဖြစ်နေတယ်ဝန်တာတစ်ခုဖြစ်နေတော့1999ခုနှစ်မှာကျွန်တော်တစ်ချိန်လုံးသူ့ကိုအိမ်မက်တယ်အမြဲတမ်းမက်တယ်ဘာလို့ဆိုကျွန်တော်မှာတာဝန်ရှိတယ်အဲသူ့ကိုသွားပြောရမယ်ဆိုတာတွေကဝန်တာကြီးတစ်ခုဖြစ်လာတော့ကျွန်တော်ပြီးတော့နောက်ဝန်တာကဗကံညောင်ဥဒေတာနဲ့မြန်မာနိုင်ငံမှာရှိနေတဲ့မန္တလေးဒေတာဗုဒ္ဓဘာသာတွေကြားထဲမှာဝန်တာတအားရှိတယ်တအားရှိတော့အဲ့မှာကျွန်တော်စုတောင်းရင်းနဲ့2000ပြည့်နှစ်မှာအဲ့မှာမန္တလေးကိုရောက်တယ်တမားတော်ကြီးဒေါက်တာဖေဝင်းကအငိမ့်စားယူပြီးအငိမ့်စားယူတော့အန်ကဲကျွန်တော်မှတ်မိလားဆိုတော့ तू ကစဉ်းစားတယ်ဘာလို့ဆိုတော့အရင်တော့သင်္ကန်းဝင်းတယ်ဟုတ်ခုကလူဝင်းနဲ့လာပြီးတော့မေးတော့လူဝက်ကလည်းပစိုးနဲ့မဟုတ်ဘူးလေဘောင်းမီနဲ့ဗားနဲ့ဆိုတော့သူ့မျက်စိထဲမှာကြည့်ဘယ်ရတော့တဲ့အဲ့မှာဆေးမှတ်တမ်းတွေထုတ်ပြပြီးတော့ဗဒနာသူမနာပါလို့ဆိုလိုက်တော့ဟာဘုန်းကြီးခင်ဗျားသေပြီဆိုသေပြီထင်းနေတာအဲ့တော့ကျွန်တော်မသေးပါဘူးလူအနေနဲ့သေဘူးတိုးတော်လဲကျွန်တော်မသေးဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တမားတော်ကြီးတစ်ပါးကကျွန်တော်ဆေးကူပေးခဲ့တယ်လို့အဲ့ဒီတမားတော်ကြီးကအန်ကယ်နဲ့တော့တခြားစီပဲတမားတော်အားလုံးထဲမှာသူလောက်တော်တဲ့တမားတော်မရှိဘူးလို့သူအံ့ဩတယ်ဒါဆိုအင်ကြီးရွှတ်ပါအောင်လေကျွန်တော်လည်းရွှတ်ပြတော့ဘာတန်ရာမှမရှိခွဲစိတ်ရမရှိတော့သူတခါတဲ့အထရာဆောင်းရိုက်ပဲရိုက်တော့ကျွန်တော်နှလုံးဒုတိယအချိန်ကျွန်တော်မြင်ကွင်းရတယ်မခွဲရပဲနဲ့နှလုံးမြင်ရတာကျွန်တော်ဘဝမှာ2ကြိမ်ပေါ့အဲ့ဒီချိန်တော့ကျွန်တော်နှလုံးကအသစ်ဖြစ်တယ်အဲ့ဒီမှာသူအံ့ဩတယ်ဟာခွဲစိတ်ရလည်းမရှိနှလုံးအကောင်ဆိုတော့အကဲလို့ကျွန်တော်တမားတော်ကြီးကကုပေးတဲ့တမားတော်ကြီးကဆေးညွှန်းနေ true မဲ့ပေါ့ true မဲ့အကုန်လုံးပေးလိုက်တယ်အန်ကဲယူမလားဆိုယူမယ်ကျွန်တော်တမချန်းစာအုပ်ပေးတယ်ပေးတော့ तू ကဟာဗမာလိုဖတ်ရတာအားနေတယ်ဟိုအဲ့တော့ English လိုပေးပါဆိုတော့ကျွန်တော် King James version KJV old ပေါ့နော်အဟောင်းကျွန်တော်ပေးတဲ့အခါအဲ့ဒီမှာကျွန်တော်တုတ်တန်ချမ်းအခန်းကြီး4အပိုက်ငယ်22နောက်ပြီးတော့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး14အပိုက်ငယ်6ကိုကျွန်တော်မှတ်ပြီးတော့မှသူ့ကိုပေးလိုက်အဲ့ဒါဖတ်ပါပြီးရင်တအုပ်လုံးဖတ်ပါဆိုတော့ तू လည်းဝမ်းသာအားရအဲ့ဒါဖတ်ရင်းနဲ့အဲ့ဒီမှာ तू ကပါဖတ်လိုက်ဆို तू ဝမ်းသာအားရပြောဟိုးတရားစကားနှလုံးသွင်းတာတကူလုံးကျမ်းမာခြင်းအသက်ရှင်ခြင်းရတယ်တဲ့အောက်ကိုဆက်ဖတ်လိုက်တယ်နှလုံးဒီအသက်ရှင်မြင့်ဖြစ်သောကြောင့်တိနှလုံးကိုအထူးသဖြင့်စောင့်ရှောက်လို့ဟာကောင်းလိုက်တဲ့ဆေးပဲဆိုပြီး तू အဲ့လိုဝန်ခံတယ်ဒါနဲ့ကျွန်တော်ကချင်ပြည်နယ်သွားတယ်ဟာကန်ဒေတာမှာနောက်ပြီးတော့ဟိုးတမခန်ဒေတာဟောင်ပါဒေတာမှာအင်္ဂလိပ်သွားပြီးတော့ပြန်လာပြီးတဲ့အခါ तू နဲ့တွေ့တဲ့အခါကျတော့ तू ကဗပ်တိဇံခံပြီးသွားတယ်အဲ့မှာ तू ကအာရပါရသက်သေခံတယ် तू အပြင်မန္တလေးမြို့အောင်တော်မူဆရာတော်ဗတ္တနာကုမာရတပါအသက်88နှစ်ရောက်မှာခရစ်တော်ရသွားတယ်။ပြောင်းလဲတော့အခုတို့တွေကဘယ်မှာရှိလဲဆိုတော့ကျွန်တော်တို့ပန်းတနော်မြို့နယ်ပေါ့နော်။ဒီအေယာဝတီတိုင်းကျွန်တော်တို့ကပိုင်တရားနဲ့ကပိုင်ရွာပေါ့။ဟိုပတ်တွဲတရားနဲ့အင်းမတရားကြားထဲမှာဒီရန်ကုန်ကနေပြီးပတ်သိမ်ကိုသွားလို့ရှိရင်လမ်းမှာတွေ့မယ်။ပတ်တွဲတရားအရင်တွေ့မယ်။ပတ်တွဲပြီးရင်ဟိုဘက်မှာအင်းမတရားကိုမြင်ရတဲ့နေရာမှာလက်ဝဲဘက်ကိုလမ်းညွှန်လေးတစ်ခုရှိတယ်။ကပိုင်တို့4မိုင်။အဲ့ဒီကပိုင်4မိုင်လမ်းခီးရဲ့ကြောက်လမ်းကကျွန်တော်တို့ခင်းထားတာ။ဒီသမားတော်ကြီးဒေါက်တာဖေဝင်းနဲ့တွဲပြီးတော့ဗောနော်အဲ့ဒီမှာသမားတော်ကြီးဒေါက်တာဖေဝင်းကသာသနာပြုတယ်နာဂိတေတာခံစားရတဲ့ဒုက္ခတွေကိုဆေးဝါးအဖြစ်တယ်လို့ကောင်းကဲတင်ခြင်းအဖြစ်တယ်လို့ကောင်းသူသာသနာပြုနေတယ်အဲ့တော့သူတွေမကဘဲနဲ့နောက်ထပ်ကျွန်တော်ကိုအနိကပြုစုခဲ့တဲ့ဆရာဝန်တွေခရစ်တော်ကိုရသွားကြတယ်ဒါလည်းဘုရားကျေးဇူးတော်ပါအာမင်ဆရာဒီယေရှုခရစ်တော်ရဲ့တရင်ကောင်းကိုပြောတဲ့အခါမှာဒုက္ခရောက်တဲ့ဆင်းရဲခံရတယ်ဆိုတာသိရတဲ့နဲ့ဆရာဒီတရင်ကောင်းယေရှုခရစ်တော်အကြောင်းဆက်ဟောခြင်းတာဘာကြောင့်လဲဆိုတာ
လောကမှာဒုက္ခကိုကြည့်ရင်တော့ဒုက္ခကျွန်တော်တို့တည်းကြီးတာပေါ့ဒါမှမဟုတ်ဖះကိုကြည့်လိုက်တဲ့အခါအဲ့ဒုက္ခမြုံမှုံလေးလိုပဲပြတ်သွားတယ်ကျွန်တော်ဗမာပြည်မှာလေအရန်ကြိုက်တဲ့ကြော်ညာလေးတစ်ပုတ်ရှိတယ်အရင်တော့ဒေဝရက်ခအနုမြူအကျိတ်ကြီးမန်းစေးဆိုပြီးတော့အဖူးအကျိတ်ဆိုရင်ပေါင်နာဘူးတဲ့ထဲ့သိလို့ရအောင်ပျောက်သွားမယ်တဲ့အဲ့ဒီကြော်ညာလိုပဲကျွန်တော်တို့ခရစ်တော်မှာလည်းခက်ခဲမှုများအရေးပျော်သွားလိမ့်မည်ရှီးမွမ်းမည်ဆိုပြီးတော့တခြင်းတစ်ပုတ်ကြားတဲ့အခါကျွန်တော်အဲ့ဒီအရန်ခွန်အားရတယ်အဲ့တော့ခက်ခဲမှုကိုပဲကျွန်တော်ကြည့်နေလို့ရှိရင်ဒါခက်ခဲမှုကကျွန်တော်တို့တည်းကြီးတယ်သို့တော်လည်းဖျားသခင်ကိုကြည့်လိုက်တဲ့အခါမှာဖျားသခင်ကအရာအလုံးနဲ့ကြည့်တယ်လေဘာလို့လဲ120ကြိမ်မြောက်သောဆာလံမှာငါ့ကိုမဆခြင်းကြောင့်ဒီပေါ်ထွက်ရသောတောင်ရိုးသူငါသည်မျှော်ကြည့်စဉ်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှာငါ့ကိုမဆခြင်းကြောင့်ဒီပေါ်ထွက်ရတယ်ကျွန်တော်တို့ကအဲ့ဒီတောင်ရိုးတောင်တန်းဖြစ်နေတဲ့ပြဿနာတွေလောက်ပဲကျွန်တော်တို့ကကြည့်နေမယ်ဆိုရင်ပြဿနာကြီးတွေကတောင်ရိုးကြီးတွေလိုပဲကြီးတယ်ဒါမှမဟုတ်ဖျားကိုမော့ကြည့်လိုက်တော့အဲ့ဒါတွေကပျောက်သွားတယ်ဒါကြောင့်ကျွန်တော်ကကိုရောကိုပဲမျှော်ကြည့်တယ်ကိုရောနဲ့ပဲခြောက်လန်းတယ်နောက်ပြီးတော့ဘလောက်ပဲဒုက္ခတွေပေးဆင်းရဲခြင်းကြုံကျွန်တော်ယုံကြည်ထားတာတခုရှိတယ်ကိုရောကကျွန်တော်ကိုသိခြင်းအဲ့ရင်လဲအာမင်ပဲဘာလို့လဲ तू ကလူမျိုးတကာအတွက်ခွဲခန့်ထားတယ်လူမျိုးတကာအတွက်ကိုရောကျေနပ်ရင်ကျွန်တော်ကောင်းကင်အိမ်တော်ခေါ်လိုက်မယ်မကျေနပ်သေးရင်ဆက်ပြီးအသက်ရှင်ခွင့်ပေးမယ်ကျွန်တော်ရန်သူလက်မှာသေခွင့်မပေးဘူးဒါကျွန်တော်တကယ်လို့သေခွင့်ပေးရင်လဲကိုရောအလိုတော်ပြည့်စုံသွားတဲ့အတွက်အာမင်ပဲဘာလို့ဖိလိပ္ပိအခန်းကြီး1အပိုင်ငယ်21မှာလေငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏သေလင်မူကားတာ၍အကျိုးရှိ၏တဲ့ဒါကြောင့်ကျွန်တော်ခက်ခဲမှုဒုက္ခဆင်းရဲခြင်းဘလောက်ကြုံကိုရောရဲ့မေတ္တာနဲ့ကျွန်တော်တို့ကိုမကွာနိုင်ဘူးယေရှုရဲ့မေတ္တာနဲ့မကွာနိုင်တဲ့အတွက်နောက်ပြီးတော့ဟိုး90နဲ့9ခုမေလ20ရက်နေ့ညကဆရာကြီးဒေါက်တာတင်မောင်ထွန်းဟောတဲ့တရားဟောချက်လေးကဒီနေ့အထိကျွန်တော်ကိုအမြဲတမ်းဟောတယ်အဲ့ဒီလိုပဲနှုတ်ကပတ်တော်မှာပါတော့ရှင်လုကာခရစ်ဝင်အခန်းကြီး7အပိုင်ငယ်4ကနေပြီးတော့ရှင်းပါလေခန္ဓာကိုယ်တတ်နိုင်ပြီးစိတ်ဝိညာဉ်ကိုမတတ်နိုင်တဲ့သူကိုဘယ်သူမှမကြောက်နဲ့ခန္ဓာကိုယ်တတ်နိုင်ပြီးစိတ်ဝိညာဉ်ကိုငရဲချနိုင်တဲ့သူကိုကြောက်ကြလောနောက်ပြီးတော့သင်တို့ရဲ့သပင်တစ်ချောင်းချင်းကိုထာဝရဘုရားရေထားတယ်ဆိုတော့အမြဲတမ်းကျွန်တော်ခွန်အားယူတယ်ဒါကြောင့်ကျွန်တော်မကြောက်ဘူးဘာလို့လဲနောက်နှစ်တိအခန်းကြီး1ထဲမှာလည်းရှိတယ်လေဘာလဲဆိုတော့ဘုရားသခင်ကကြောက်တတ်တဲ့သဘောမပေးဘူးရဲရင်သောစိတ်ရှင်းလင်းသောစိတ်နဲ့ဟာလာဒီရှစ်တတ်သောစိတ်သဘောကိုပေးတယ်ဆိုတော့ကိုတော့ကျွန်တော်တို့ပုံမှာဒီလောက်ရှစ်တယ်ဆိုရင်ကျွန်တော်လည်းကိုတော့အတွက်ဗာပေးဆက်ရမလဲဒီဟာအတွက်ကျွန်တော်ရဲရဲဝံ့ဆက်ပြီး6လမ်းနဲ့ခုလဲ6လမ်းနဲ့နောင်လဲ6လမ်းအောင်မယ်အဲ့ဒါကိုတော့ကျွန်တော်လဲခရစ်တော်ရှေ့ဘုရားသခင်ရှေ့လူတို့ရှေ့မှာသစ္စာပြုပါတယ်ဟုတ်ကဲ့ရှင်ဆရာခုနှစ်သားတော့ဆရာမိဘတွေတက်သွားတဲ့လူသက်သမားကိုတွေ့ပြီလားဆရာဟုတ်ကဲ့2003ခုနှစ်ကကျွန်တော်တွေ့ခဲ့ပါတယ်သူ့ကိုလည်းကျွန်တော်ကယ်တင်ခြင်းဟောခဲ့တယ်သူလည်းပြောင်းလဲတယ်သူ့ရဲ့ပါးမှာရှိတဲ့ဒဏ်ရာကြီးကိုကျွန်တော်မှတ်မိထားတော့နောက်ဆုံးကျွန်တော်ပလဲမျိုးတွေ3ရက်ကွက်မှာကျွန်တော်အဲ့မှာအင်္ဂလိပ်သွားလှုပ်တဲ့အချိန်ပေါ့နော်အဲ့ဒီမှာကျွန်တော်တပည့်တွေကမတိုးဖောက်နိုင်ဘူးဆိုတဲ့အဖိုးကြီးတယောက်မိခွန်းတွေများတယ်ဆိုရင်အဲ့ဒီအဖိုးကြီးစီမှာဘယ်လိုပြောမလဲသူတို့ကခေါ်တော့ကျွန်တော်သွားတယ်သွားပြီးတော့အဲ့ဒီမှာကျွန်တော်တက်သေးခံဖို့ဆိုသွားလိုက်တော့ဟိုရောက်တော့ဓာတ်ပုံကသွားတွေ့လိုက်တော့ကျွန်တော်စိတ်ထဲမှာတော်တော်ဝမ်းနေတယ်ကြေကွဲမှုလည်းဖြစ်တယ်ဒါအဖေနဲ့မိတက်တဲ့လူပဲလို့လိုခံစားလာဒါနဲ့သူ့ကိုကျွန်တော်ပုံမြင်လေးတစ်ပုတ်ပြောပြမယ်လွန်ခဲ့တဲ့1968ခုနှစ်ကမော်လမြိုင်ကနေကြိုင်မရောကိုထွက်တဲ့လမ်းမပေါ်မှာဟိုးမူတုံဘက်ကိုခွဲတဲ့လမ်းခွဲလေးနားလေးမှာလက်ခုံးကားလေးနဲ့လာတဲ့မိသားစုတစုကလေးလေး2ယောက်ကိုခြုံနဲ့ပြစ်ကန်ပြီးတော့အဲ့ဒီမှာဇနီးတယ်ကတော့အမေကမရင်းကျင်ခံရတယ်ဖေးလုပ်တဲ့လူကအသက်ခံလိုက်ရတယ်ပြီးတော့2ယောက်လုံးမိချိုခံလိုက်ရတယ်အဲ့တုန်းကဒီဟာမျိုးပုံမြင်လေးကိုကြားဘူးသလားအဲ့တုန်းကအဓိကဆက်ကောင်ကအန်ကယ်နဲ့တူတယ်လို့ကျွန်တော်ပြောတော့သူကလည်းအံ့ဩပြီးတော့တုံလာရင်ကနေခုံမမထိုင်မဲနဲ့ဒူးထောက်ပြီးကျွန်တော်ရှိတော့ကိုကိုင်းပြီးသူ့ကိုလှုပ်ရှင်ရလှုပ်ပါကျွန်တော်လှုပ်ဖို့လာတာမဟုတ်ဘူးခင်ဗျားကိုကျွန်တော်အရင်တော့ခင်ဗျားကိုရှာခဲ့တယ်တွေ့လို့ချင်းခင်ဗျားသိတယ်သို့တော်လည်းဒီနေ့ကျွန်တော်ခရစ်တော်ကိုယထားပြီးဖြစ်တဲ့အတွက်ကျွန်တော်ရှစ်တဲ့ခရစ်တော်ကခင်ဗျားကိုလည်းရှစ်နေတယ်ပြီးတော့ကျွန်တော်ဖန်ဆင်းတဲ့ခရစ်တော်ကခင်ဗျားကိုလည်းဖန်ဆင်းတယ်ကျွန်တော်ကယ်တင်တဲ့ခရစ်တော်ကခင်ဗျားကိုလည်းကယ်တင်ခြင်းတယ်အဲ့တော့ယေရှုရဲ့မြတ်တာလွဲလို့ကျွန်တော်တို့ဘာမှမတန်နိုင်ပါဘူးပြောခဲ့တဲ့အခါအဲ့ဒီစကားလေးနဲ့ပဲ तू ဘာမှမမေးနိုင်ပဲနဲ့ तू ခရစ်တော်နောက်ကိုလိုက်လာခဲ့တယ်နောက်ဆုံး तू ပြောင်းလဲသွားတယ်သူ့မိသားစုပေါ့နော်ဟုတ်ကဲ့ရှင်ဆရာသူ့ကိုတွေ့တဲ့ပထမဆုံးတွေ့လိုက်တဲ့ခံစားချက်ဘယ်လိုရှိလဲခံစားချက်ကပြောရတာအရန်ပင်ပန်းတယ်ဘာလို့လဲဆိုတော့အမေနဲ့အဖေကိုလည်းသတိရတယ်အဲ့မှာဟိုလူဟောင်းနဲ့လူသစ်နဲ့အတွင်းထဲမှာတိုက်တယ်လို့ခံစားရတာပေါ့နော်လူဟောင်းအနေနဲ့ကတော့သူ့ကိုတတ်ရှင်တယ်ပြီးတော့ညီမလေးမျက်နှာလည်းမြင်တယ်အဖေမျက်နှာမြင်တယ်အမေမျက်နှာမြင်တယ်ကျွန်တော်တို့မိသားစု4ယောက်ပဲရှိတယ်အဖေနဲ့အမေကတေကွဲကွဲတယ်ညီမလေးနဲ့တော့ရှင်ကွဲနေတယ်ဒါသူ့ကြောင့်ပဲဆိုတဲ့အတွေ့အဖြစ်ဖြစ်ပြီးတော့သူ့ကိုတအားမုန်းတီးနာကြီးတယ်ဒါမှမလို့ကျွန်တော်ဘယ်လိုပြောမလဲဆိုခရစ်တော်ကသူ့ကိုလက်ဝါးကားတိုင်းမှာတင်တတ်တဲ့လူတွေသူ့ကိုကဲ့ရဲ့ဖြစ်တင်တဲ့လူတွေကိုသူဘာပြောလဲအိုဖာသူတို့မသိလို့သူတို့လှုပ်တာသူတို့အပြစ်ကိုလွတ်တော်မူပါဆိုတဲ့အတန်ကတစ်ဖက်ကပြန်ကြားတယ်ပြန်ပြီးမြင်ရောက်လာတော့လူသစ်ကနိုင်သွားတယ်ဟာလေလုယာအဲ့မှာကျွန်တော်ခွင့်လွတ်နိုင်သွားတာပါတကယ်တော့သူ့ဟိုတန်ခွင့်လွတ်ခဲ့တာ
ကျွန်တော်နေတိုင်းနေ့မျက်ရည်နဲ့ကြေခွဲခဲ့တယ်ဘာလို့လို့ဆိုတော့ညီမလေးနဲ့လည်းအဲ့ဒီအချိန်မှာကျွန်တော်သတင်းမရသေးဘူးဟိုညီမလေးဘယ်နာရှိမှမသိဘူးညီမလေးကိုလည်းလွမ်းတယ်သေသလားရှင်သလားမသိဘူးအဲ့မှာကျွန်တော်ဆူတောင်းခဲ့တယ်ဆူတောင်းခဲ့တဲ့အခါမှာဒေါက်တာမန်ဆန်ဆွမ်ဆိုတာတယောက်နောက်ပြီးတော့ဒေါက်တာဂျွန်တန်နန်ဩစတြေးလျကနေပြီးတော့ကျွန်တော်တို့စီကိုရောက်လာခဲ့တယ်သူတို့ကကျွန်တော်ညီမဓာတ်ပုံနေနဲ့ကျွန်တော်တို့အကြောင်းသူကပြောတဲ့အခါမှာညီမလေးကဟိုမှာသူတို့စစ်ဒနီမှာအသင်းတော်မှာသူတက်တည်ခံတယ်တဲ့အဖေ3ယောက်ရှိတယ်ထာဝရအဖရဲ့မွေးဖဖေရဲ့ကျွေးတဲ့အကိုဖြစ်တဲ့အဖေရဲ့ဆိုပြီးတော့သူတက်တည်ခံပြီးတော့အကိုအတွက်အချိန်ပြည့်ဆူတောင်းတယ်ညီမလေးက62ခုနှစ်ကခရစ်တော်ရသွားတယ်အဲ့ဘရေကအသင်းတော်မှာဆူတောင်းတယ်ကျွန်တော်အကြောင်းပြောတော့ကျွန်တော်လည်းအဲ့မှာမှကျွန်တော်ညီမလေးပဲဆိုတာကိုသိတော့အဲ့ဒေါက်တာဂျွန်တန်နန်နဲ့အဲလစ်တွေရဲ့ဖုန်းနဲ့ကျွန်တော်ညီမလေးကိုဖုန်းဆက်တယ်ဖုန်းဆက်တဲ့အခါညီမလေးကအခုဘာလို့ခြင်းလဲဘာလို့အပ်တယ်လဲဩစတြေးလျကိုခုလာမလားဘာဖြစ်ခြင်းလဲသူမေးတယ်ကျွန်တော်ဘာမှမလို့ခြင်းကျွန်တော်လိုချင်တာညီမလေးခရစ်တော်ကိုအကျွမ်းမဲ့ရသွားပြီဆိုတာသိတဲ့အတွက်ကျွန်တော်ဝမ်းမြောက်တယ်အဲ့ဒီလိုပဲကျွန်တော်လိုချင်တာကပြပမှာမဟုတ်ဘူးမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာတွေအများကြီးရှိသေးတယ်အိန္ဒိယမှာဗုဒ္ဓဘာသာအများကြီးရှိတယ်စီရီလင်္ကာရဲ့နီပေါရဲ့ဒီထိုင်းနိုင်ငံရဲ့ဗုဒ္ဓဘာသာတွေအများကြီးရှိတယ်အဲ့ဒီဗုဒ္ဓဘာသာတွေကိုကျွန်တော်တအားလိုချင်တယ်ကျွန်တော်အတွက်မဟုတ်ခရစ်တော်အတွက်ဒါကြောင့်ကျွန်တော်ညီမလေးစီကိုမသွားဘဲနဲ့ကျွန်တော်ဘောကသာသနာပြုရင်းနဲ့ဆက်ပြီးရပ်တည်နေပါတယ်ဟုတ်ကဲ့တကယ်လို့များတာဆရာအဲ့ဒီလူသက်သမားကိုတွေ့တဲ့နေ့မှာခရစ်တော်သာမရခဲ့လို့ရှင်ဆရာပါလို့မလို့ဆရာတတ်ပြမှာပေါ့ဒါရိုးလေးပဲကျွန်တော်တတ်ဖို့ငငယ်လေးတွေကခြာခဲ့တာလေဒါမှမဟုတ်အဲ့ဒီအာဃာတစိတ်ကမကောင်းဘူးဗျဘာလို့မကောင်းလို့ဆိုတော့ငငယ်လေးတွေက9နှစ်သား4နှစ်သမီးမောင်နှမ2ယောက်ရဲ့နှလုံးသားမှာဒီဟာကြီးကဗီဒီယိုရိုက်ထားတယ်လို့တန်မှုန်နဲ့ရိုက်ထားတယ်လို့နာကြီးနေတာဆိုတော့လေတစ်ချိန်လုံးတရားကိုအာဃာတကြီးခဲ့တဲ့အတွက်ကျွန်တော်နှလုံးကလည်းကင်ဆာဖြစ်တယ်လို့ကျွန်တော်နောက်ဆုံးခံစားရတာပေါ့နော်။ဘာခွင့်မလွတ်နိုင်တဲ့စိတ်ကိုခွင့်မလွတ်နိုင်တဲ့စိတ်ကြောင့်ကျွန်တော်ဒီဟာကိုခံစားခဲ့ရတယ်လို့ကျွန်တော်ခံဖြစ်တာပေါ့။ဟုတ်ကဲ့ရှင်ဆရာနောက်ဆုံးအနေနဲ့ကဘာရရမှာဒီကျမတို့ website ကိုကြည့်ရှုနေတဲ့မြန်မာလူမျိုးတွေနဲ့မြန်မာတိုင်းရင်းသားများဆရာဘာများပြောချင်လဲ။ကဘာရမှာကျွန်တော်ရောက်ရှိနေကြတဲ့ကျွန်တော်မြန်မာလူမျိုးတွေတွေမကဘူးမြန်မာနိုင်ငံအတွင်းထဲမှာနေနေတဲ့မြန်မာလူမျိုးတွေရဟန်းတန်ဃာတွေဖုံးတော်ကြီးတွေအားလုံးကိုကျွန်တော်စကားလက်ဆောင်ပါခြင်းပါတယ်ဗုဒ္ဓဘာသာမှာဓမ္မခန္ဓာပေါင်း8400ရှိတယ်လေအဲ့တော့ဓမ္မခန္ဓာပေါင်း8400ရှိတဲ့ဒီတရားတော်တွေထဲမှာကဲတင်နိုင်တယ်ဆိုတာမပါဘူးပေါ့နော်အထာဟိအတနောနာထောကိုယ်သာလင်ကြိုးစားကျင့်ကြံအားထုတ်ပါဗုဒ္ဓကပြောတယ်ကိုကျင့်နိုင်ရမယ်မကျင့်နိုင်ရင်မရဘူးသူ့ကိုယုံကြည်ကိုးကွယ်လို့နိဗ္ဗာန်မရောက်နိုင်ဘူးကိုကျင့်မှကိုရမယ်တကယ်လို့တလောက်ငငယ်လေးပဲကကြိုးစားပြီးကျင့်တယ်သေတဲ့အထိကျင့်ခဲ့တယ်မရဘူးဆိုရင်တော့တဲ့ကမ္မံကရောတိကရွန်တော်မိမိပြုလုပ်တဲ့အရာဒီကံဖြစ်တယ်ကံတာလင်အမိကံတာလင်အဖဖြစ်တယ်ဒါကြောင့်မရနိုင်ဘူးလို့ဒါဗုဒ္ဓတရားမှာပြောတယ်အဲ့တော့ကျွန်တော်ဟောပြောချင်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံနေမကဘူးကမ္ဘာအရရမှာရှိနေတဲ့ကျွန်တော်မြန်မာလူမျိုးတွေရဟန်းတန်ဃာတော်တွေအားလုံးကဘာနဲ့တူလဲဆိုရေနစ်နေတဲ့လူနဲ့တူတယ်လေရေနစ်နေတာဘလို့ရေနစ်နေဆိုရေနစ်တဲ့လူကိုကမ်းပေါ်ကနေပြီးတော့ရေကူးနီးတင်ပေးလို့မရတယ်လို့သူ့ကိုရေကူးပြလို့လည်းမရဘူးရေကူးနီးကတော့မှန်နေတာပဲသို့တော်လည်းမရဘူးသူ့ဘေးကနေရေကူးပြတယ်ဘလောက်ပဲကူးပြသူမကူးနိုင်ဘူးဘာလို့ဆိုနစ်နေတဲ့လူကမုန်းဖို့ပဲရှိတယ်အဲ့တော့ဒီလူတွေအတွက်ရေထဲကနေလွတ်မြောက်ဖို့ရေနစ်နေတဲ့လူတွေဆိုကဲတင်နဲ့ရေထဲဆင်းဆယ်တဲ့ပုဂ္ဂိုလ်ရှိရမယ်ဘလို့နီးနဲ့ပဲဆဲလှေနဲ့ပဲဆဲတရားထိုးပြီးတော့ပဲဆဲဝါလုံးနဲ့ပဲဆွဲဆဲကျိုးနဲ့ပဲဆဲကဲတင်တဲ့လူရှိမှသာလဲဘာမှမလုပ်ဖဲနဲ့ကန်းကိုရောက်နိုင်မယ်အဲ့ဒီလိုပဲဒီနေ့ကျွန်တော်တို့ကာမောကဘာဝကဒိဋ္ဌောကအဝိဇ္ဇောကလို့ခေါ်တဲ့အာဝက၄ပြားတန်တရားရေရင်ကြောကြီးထဲမှာအလုံးနစ်နေကြတယ်တန်တရားရေထဲမှာနစ်နေကြတယ်ဆိုတော့တန်တရားကနေလွတ်မြောက်တဲ့တန်တရားကကူးနီးရေကူးနီးတွေဟာဘလို့မှမလွတ်မြောက်နိုင်ဘူးဘာလို့လဲကူးလို့လည်းမရတော့ဘူးအဲ့ဒီအတွက်ဟာလာကျွန်တော်တို့ခရစ်တော်ယေရှုဖခင်ကနေပြီးတော့ဒါရွေးနှုတ်ပြီးကဲ့တင်ခဲ့တယ်ဗုဒ္ဓကတော့ရေကူးပြတယ်ရေကူးနီးတွေကိုတွင်တင်ခဲ့တယ်ကမ်းပေါ်ကနေပြောတယ်ကူးပြခဲ့တယ်လို့ကူးပြခဲ့မယ်လို့သူကမဆွဲနိုင်ခဲ့ဘူးဒါကြောင့်ယေရှုခရစ်တော်ကတော့ကူးနီးကိုသင်မပေးဘူးမပြောပြဘူးပြောလိုက်တဲ့အရာတစ်ခုကတော့ငါ့ကိုယုံကြည်ရင်ထာဝရသက်ရမယ်သူကိုယ်တိုင်ဆင်းပြီးတော့ကဲတင်ခဲ့တယ်။ဘာကြောင့်လဲဒီနေ့ကျွန်တော်လူသားတွေကာမောကဘာဝကဒိဋ္ဌောကအဝိဇ္ဇောကဆိုတဲ့ဩဃလေးပြတန်တရားတွေကနေယေရှုခရစ်တော်ဟာလက်ဝါးကားတိုင်မှာနေအသက်ပြီးအသွေးသွန်းပြီးတော့သေခြင်းတရားကို၃ရက်မြောက်သောနေ့မှာထမြောက်ရှင်ပြန်ခဲ့တယ်။ဒါကြောင့်ယေရှုခရစ်တော်ရဲ့ဂုဏ်တော်ကိုကြည့်တဲ့အခါမှာကိလေသာမန်ဒေဝဗုဒ္ဓမန်အဘိသင်္ခါရမန်ခန္ဓာမန်နဲ့နောက်မစ္ဆုမန်ဆိုတဲ့မန်၅ပါးကိုအောင်မြင်ခဲ့တဲ့ဖခင်ဖြစ်တယ်။ဒါကြောင့်ဒီဖခင်ကဒါဒီနေ့လည်းအသက်ရှင်တယ်။နောင်လည်းအသက်ရှင်တယ်။အရင်တော့လည်းအသက်ရှင်တယ်။ဒါကြောင့်အသက်ရှင်တဲ့ဖခင်ကကျွန်တော်တို့ကိုကဲနေတဲ့အချိန်လေးမှာကျွန်တော်တို့နစ်နေတယ်မမွန်းသေးဘူးပေါ့နော်။နစ်ပြီးရင်မွန်းပြီးတော့မြုပ်ကြတော့မယ်။မြုပ်ကြသွားရင်တော့
မျှော်လေးချက်မရှိတော့ဘူးနင့်နေတဲ့အချိန်လာပြီးကဲတင်တဲ့ကဲတင်ရှင်ကိုကင်ဆွဲပြီးအကဲခံမယ်ဆိုရင်ထာဝရအသက်ရရှိမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာကျွန်မတီးချင်တာတကူမေးမှာပေါ့နော်ဆရာမြန်မာပြည်မှာဒီပါဠိကျောင်းတော်တိုက်တယ်မှာပါဠိတွေအများကြီးလေ့လာခဲ့တဲ့အခါမှာကျွန်မတခုကြားဘူးတယ်ပေါ့နော်ဒီပါဠိကျမ်းမှာကျမ်းပဲဗုဒ္ဓလက်ဆွဲထဲမှာပေါ့နော်ကျမ်းပဲထားတဲ့ကျမ်းရှိရဲ့အဲ့ထဲမှာဒီကျမတို့ဒီတမန်ကျမ်းစာတဲ့ပါအထက်ကပရိုဖက်အတိုင်းပဲယေရှုခရစ်ကမေအကညာဝန်းရမွေးဖွားမယ်ဆိုတဲ့ကျမ်းအဲ့ဒီပါဠိကျမ်းမှာရောရှိတယ်ဆိုတာဆရာဟုတ်ကဲ့ကျွန်တော်တွေ့ဘူးပါတယ်တွေ့ဘူးတယ်ဆိုတာအရင်တော့သတိမထားမိဘူးနောက်ပိုင်းမှာကျွန်တော်သတိထားမိလာတယ်အဲ့ဒါကတော့ဗာလဲဆိုတော့ဗုဒ္ဓကပြိဋိဘံဆန်တော့မယ်တည်တော့မယ်ပေါ့နော်ပြိဋိဘံဆန်ကန်ဒီမှာကုတ်တင်နာယုံအင်ဂျင်ဥယျာဉ်ကြီးထဲမှာမြောက်ဘက်ကိုကောင်းထားပြီးတော့အနောက်ဘက်ကိုမျက်နှာလှည့်ပြီးတော့တစောင်းနေတယ်အဲ့ဒီမှာသူယဟန်ပရိသတ်လူပရိသတ်တွေကိုသူတရားဟောပြီးနေတဲ့အချိန်မှာအာနန္ဒာကမေးတယ်ဗန္ဒီဘဂဝါတဲ့ဘုန်းတော်ကြီးတော်မူသောဖရာတဲ့ကိုတော်ဟာစစ်မှန်တဲ့ဖရာလားကိုတော်မရှိတော့တဲ့အချိန်တပည့်တော်တို့ကိုဘသူကတွန့်တင်မလဲလို့မေးတဲ့အခါဗုဒ္ဓကငါရဲ့ဒီထားခဲ့တဲ့ကြံ့ကန်တွေကနေသင်တို့ကိုတွန့်တင်လိုက်မယ်လမ်းပြလိုက်မယ်တဲ့လမ်းပြလိုက်မယ်ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်အရှင်ဖရာတဲ့အရှင်ဖရာတဆူဒီတော်ဖရာလားဆိုတော့ဗုဒ္ဓကပြောလဲဆိုတော့အဟံဥဒ္ဓမဗုဒ္ဓတော်ငါဒီယောက်ျားတဲ့ကတို့တဲ့ကြီးမြတ်တော်လူသားပဲဖြစ်တယ်ဧကဗုဒ္ဓအဋ္ဌိတိတဆူဒီတော်ဖရာကတော့ရှိတယ်ဇိနံမရဏနာဘဝိတတိတဲ့ဖရာစစ်ဖရာမှန်ဆိုတာသိခြင်းမရှိဘူးတဲ့သိရင်လည်းရှင်ရမယ်ဒါဗုဒ္ဓရဲ့ဟောတယ်အဲ့ဒီလိုဟောခဲ့ပြီးတော့သူကဘာဟောခဲ့လဲဆိုတော့ဒါဆိုရင်နဲ့အာနန္ဒာကအဲ့ဒီတဆူရီတော်ဖရာကဘယ်ချိန်ကြွလာမလဲအဲ့ဒီမှာဗုဒ္ဓကစိရန်တိတ်တထုတတ္တမောလို့သူသုံးတယ်တကယ်တော့ဒီနှစ်ပေါင်း900ကိုပြောခြင်းဖြစ်တယ်သာသနာ900တိုးတော်လေလူတွေကသာသနာ9000ဆိုပြီးစေတံကတုံညာတစ်လုံးတိုးပေးလိုက်တာဟိုမာနကဗုဒ္ဓကိုနိုင်တယ်လေဘာလို့လို့ဆိုတော့ဗုဒ္ဓပြိဋိဘံဖရာအဖြစ်ခံယူမယ်ဆိုပြီးတောထွက်တုန်းကလည်းမာနကတားတယ်အဲ့မှာဖျားဖြစ်မယ်ဆိုပြီးတော့ကြီးညာတဲ့နေ့မှာလည်းမာနကလာတိုက်တယ်နောက်ပြီးတော့ဗုဒ္ဓကိုပြိဋိဘံဆံဖို့လာပြောတယ်နောက်ဆုံးအချိန်ရောက်တော့ဟာလာဗုဒ္ဓကိုဘယ်တော့ပြိဋိဘံဆံမလဲခင်ဗျားပြိဋိဘံဆံတော့လို့လာပြောတဲ့အခါဗုဒ္ဓကပြောလဲနောက်10လကြာရင်ငါပြိဋိဘံဆံမယ်ဆိုပြီးဗုဒ္ဓကဝန်ခံခဲ့ရတယ်အဲ့တော့ပထမဆုံးတော့ကတော့ဒီဘာနဲ့အောင်လဲဆိုမေတ္တာတရားနဲ့အောင်တယ်ဒုတိယရောက်တော့ပဋိညာဉ်နဲ့အောင်တယ်ပဋိညာဉ်ကဘာလဲဆိုတော့ငါခုတော့ပြိဋိဘံမဆန်သေးဘူးကွာတဲ့ငါမှယဟန်မဘိက္ခုဘိက္ခုနီလို့လာတာဟုတ်နော်ယဟန်မနောက်ပြီးတော့ဥပဒကမတဲ့လူယောက်ျားလူမိန်းမပေါ့တပည့်တယ်အဲ့ဒါတွေပြည့်စုံမှဒါလင်းတဲ့ငါပြိဋိဘံဆန်မယ်ဆိုတော့အဲ့ဒီမှာပဋိညာဉ်နဲ့ပြီးသွားတယ်ဒါစာချုပ်သဘောပေါ့နှုတ်စာချုပ်နောက်ဗုဒ္ဓပြိဋိဘံဆန်ကန်ဒီ103ခုပေါ့ BC 481ပေါ့နော်481ဟွာလာလောက်မှာဇူလိုင်လဝန်းကျင်လောက်မှာအဲ့ဒါတခါဇူလိုင်ဩဂတ်ဝန်းကျင်ပေါ့နော်အဲ့ဒီမှာဒီမာနကတခါဗုဒ္ဓကိုရောက်လာတယ်အဲ့ဒီဟာကတော့အနုပီယတည့်ရတော်လို့ခေါ်တယ်အင်မတန်နှလုံးမှွေလျော်ကောင်းတဲ့တည့်ရဥယျာဉ်ထဲမှာဗုဒ္ဓနေနေတဲ့အချိန်အာနန္ဒာနဲ့နေတော့မာနကရောက်လာပြီးတော့ရှင်ဗျာဗုဒ္ဓကခမည်းကပြောခဲ့တယ်ဥပဒကဘိက္ခုဘိက္ခုနီယဟန်ယဟန်မိန်းမတွေလူမိန်းမတွေပြည့်စုံပြီးတော့တပည့်တပန်းတွေပြည့်သွားရင်ပြိဋိဘံဆံမယ်သိမယ်ပြောတယ်ကုသတိဘာလို့ပြိဋိဘံမဆံတော့ဆံတော့လို့ပြောတဲ့အခါအေးပါငါနောက်10လကြာရင်ပြိဋိဘံဆံမယ်အဲ့ဒါပါလဲဝန်ခံခြင်းဟာလာပရမမေတ္တာတရားဒုတိယကပဋိညာဉ်တတိယကဝန်ခံခြင်းနဲ့သူပြုပြီးတော့ပြိဋိဘံဆံအဲ့တော့ဒီပြိဋိဘံဆံမယ်ပြောခဲ့တော့သူပြိဋိဘံဆံကန်ဒီမှာအဲ့တော့မာနကအမြဲတမ်းဗုဒ္ဓကိုဒီလိုလာပြီးတော့ပြောနိုင်တယ်ဆိုတော့တုံညာတစ်လုံးပို့ပေးလိုက်တယ်နှစ်ပေါင်း9000ဆိုတော့ဒီနေ့ဗုဒ္ဓဘာသာတွေအနေနဲ့စိတ္တန်ဒိဋ္ဌုတ္တမောနှစ်ပေါင်း9000သာသနာရှေ့မယ်ဆိုပြီးတော့လိုက်လျှောက်ကြတဲ့အခါမှာလွဲမှားမှုတွေအများကြီးဖြစ်လာတယ်ဟုတ်ပြီအဲ့ဒီလိုနဲ့ဒီဗုဒ္ဓကကုတ်တင်နာယုံအင်ဂျင်ဥယျာဉ်ထဲမှာဗာတရားတွေဟောတော့ဆိုတော့တုတ္တတနာတုတ်တံလို့ခေါ်တဲ့တုတ်တစ်ခုကိုဟောတယ်ပြိဋိဘံဆံကန်ဒီမှာအဲ့ဒါပြီးတော့သူဗ္ဗဒပရပိုက်ကိုယဟန်ဖြစ်စေတယ်အဲ့ဒါပြီးတဲ့အခါမှာအနာဂဝိတစက္ခုဆိုတဲ့လင်္ကာကျမ်းကိုဟောတယ်အဲ့ဒါပြီးတဲ့အခါတော့မှနောက်ဆုံးဟန္တာဒါနိဘိက္ခုယအာမန္တရားမိကိုဝေယဓမ္မသင်္ခါရအပ္ပမဒေနတမ္မာဒေထာဆိုတဲ့ဂါထာနဲ့နောက်ဆုံးဟောပြီးတော့ဗုဒ္ဓကဘာမှမပြောတော့ဘဲနဲ့ဝစီပိတ်ပြီးတော့ဒီသူ့ရဲ့တရားတော်တဲ့အနုလုံးပရိလုံးတုံးတက်ရင်းနဲ့ဒီပြိဋိဘံဆံသွားတယ်အဲ့ဒီမှာအနာဂဝိတစက္ခုဆိုတဲ့ကျမ်းကိုအရေးကြီးပြီဘာလို့လဲဆိုတော့ဒီကျမ်းကစရုထသင်္ကယနာတိတိဓမ္မတောကမင်းကြီးလက်ထက်အထိဒါရှိခဲ့တယ်ပိစမသင်္ကနာဖြစ်တဲ့1860ကျော်ပေါ့64 65 68ဝန်းကျင်မှာမန္တလေးမြို့မှာရှိတဲ့မင်းတုံးမင်းကသင်္ကယနာပိစမအချိန်သင်္ကယနာတင်တော့သူကသင်္ကယနာမတင်ခင်ဒီတမန်ကျမ်းစာအုပ်ကဆရာကြီးယူရတန်ကဘာသာပြန်ပြီးသွားပြီ
ဘယ်ဝန်းကျင်လောက်မှလဲဆိုတော့1829ဝန်းကျင်လောက်မှနဲ့တူတယ်ပြန်ပြီးတော့ဘာကြီးတော့ဗဒုံမင်းလက်ထက်ကိုသူကအပ်ခဲ့တယ်အဲ့ဒါဘိုးတော်မင်းပေါ့နော်အဲ့မှာအပ်ခဲ့တော့အဲ့ဒီမှာသူတို့ကလည်းသူများကလက်ဆောင်ပေးတဲ့စာအုပ်ဆိုတော့သူတို့ကဖတ်ရတာဖတ်တော့အဲ့ဒီချိန်မှာမင်းတို့မင်းရဲ့နာမည်ကမောင်လွင်လို့ခေါ်တယ်သူကကိုရင်လေးပေါ့ကျောင်းမှာတက်ရင်းနဲ့ဒီဟာကိုသူ့ရဲ့ဖခင်ဘယင်ကြီးနားထောင်တာကိုကြားချခဲ့တယ်နောက်ဆုံးတော့သူကလည်းဘယင်ဖြစ်လာတယ်ဘယင်ဖြစ်လာတဲ့အခါမင်းတို့မင်းဆိုတဲ့နာမည်နဲ့ဖြစ်လာတော့သူကဒီကျမ်းစာအုပ်ရဲ့အကြောင်းကိုသိတယ်အနာဂွင်သက်စက္ခုကျမ်းကိုလည်းသူသိတယ်သိတဲ့အခါသူစဉ်းစားတယ်အနာဂွင်သက်စက္ခုကျမ်းကိုပယ်လို့ရတယ်တမန်ကျမ်းစာမပယ်နိုင်ဘူးတမန်ကျမ်းစာကိုပယ်လို့မရဘူးဒါဆိုရင်တကြမ်းပယ်ရမယ်အဲ့တော့ပယ်ကျမ်းပယ်မလဲဆိုအနာဂွင်သက်စက္ခုကျမ်းကိုပယ်မယ်ဒါဆိုလို့ရှိရင်လူတွေခရစ်တော်ကိုမသိနိုင်ဘူးတမြင့်လို့ရှိရင်တော့မန္တလေးမှာတည်ထားတဲ့ဖရားတွေကြီးနားလိမ့်မယ်ဒါနဲ့သူရှန်ကလေးကျွန်းဆရာတော်ဘာဂရာဆရာတော်တောင်ဖီလာဆရာတော်တွေကိုရှောက်ပြီးတော့သူကဒီသင်္ကန်းနာတင်းတဲ့ထဲမှာဒါမှပါဖို့ပြောတယ်အဲ့ဒီမှာဗမောဆရာတော်ဥပန္တိတမဟာထေပေါ့နော်သူကတော့မဟုတ်ဘူးတမန်ကျမ်းစာမှန်ရင်မှန်ပါစေဒီကျမ်းမှန်ရင်မှန်ပါစေဘာပဲဖြစ်ဖြစ်မှန်တဲ့နောက်ကိုတို့လိုက်ရမယ်အဲ့ဒီစာသင်္ကန်းနာတင်းဆိုတော့ဒါနဲ့သူကနှောက်ယှက်သောပုဂ္ဂိုလ်ဆိုပြီးတော့မန္တလေးနန်းတွင်းထောင်ထဲမှာ3နှစ်ဒါဥပန္တိတကိုထောင်ချခဲ့တယ်ဗမောဆရာတော်ဆိုတာကြားဘူးမှာပေါ့နော်အဲ့ဒီဆရာတော်ကိုထောင်ချခဲ့တယ်ဒါဆိုတမန်တရားနဲ့ပတ်သက်ပြီးဟိုမသိဘဲနဲ့ခရစ်တော်ကိုတော့မရသေးဘူးတမန်တရားနဲ့ပတ်သက်ပြီးထောင်3နှစ်ကြာခဲ့တဲ့ပုဂ္ဂိုလ်ကဟိုဘုန်းကြီးဥပန္တိတကျွန်တော်တို့ကနောက်မှာခရစ်တော်ကိုသိပြီးထောင်ကြရတာမြတ်တယ်အဲ့မှာတခါတဲ့အဲ့ဒီမှာသူတို့ဒီစာအုပ်ကိုမတင်ခဲ့ဘူးမတင်ခဲ့မလို့1864ခုနှစ်ရန်ကုန်သုတ္တမဝရီစာပုံနှိပ်တိုက်ကနေပုံနှိပ်တဲ့မူကတော့ပဲခူးမြို့သာသနာ့မှာနေပါဠိတက္ကသိုလ်ကျောင်းတိုင်းမှာရှိတယ်နောက်ပြီးတော့ပထမမန်လဲဆရာတော်ကြီးရဲ့ဟိုပေစာနဲ့ရေးထားတဲ့စာမူလဲဟိုအခုဆိုလို့ရှိရင်ပဲခူးတိုင်းကဝမြို့ရုံကျောင်းနော်9ရက်ကွက်ပေါ့ကန္နာလန်းနဲ့ဟိုဘက်ကပဲခူးလန်းကြားထဲမှာကျောင်းတိုင်းရှိတယ်အဲဟိုဘက်ကဆိုရင်အနောက်ဘက်ကဆိုလို့ရှိရင်ဒါဒီနေ့ရကရုံပေါ့မြို့နယ်ကောင်စီရုံးကြီးတောင်ဘက်ကဆိုလို့ရှိရင်ဆေးရုံမြောက်ဘက်ကဆိုလို့ရှိရင်ပဲခူးမြစ်အဲ့တော့အရှိဘက်မှာကတော့သူ့ရဲ့ဇေဒီနဲ့ကံပေါ့အဲ့ဒီကျောင်းကဘာလို့ခေါ်ဆိုရုံးကျောင်းခေါ်တာပေါ့ရုံးနဲ့နီးလို့9ရက်ကွက်ရုံးကျောင်းကျောင်းနိုင်ဆရာတော်ကတော့ဗတ္တန္တဇာဂရမဟာထေသူ့ကျောင်းကခေါင်းရင်းမှာရှိတဲ့ဇေဒီအတွင်းထဲမှာသူကလွန်ခဲ့တဲ့1990နဲ့1996ခုနှစ်မှာအဲ့ဒီပေစာတွေကိုဌာပနာထည့်တဲ့ထဲကိုထည့်ထားတယ်ဒါမှမဟုတ်ဆရာတော်ကပြောတယ်ဒီပေမူတွေကတော့အများကြီးရှိတယ်လို့ပြောတယ်အဲ့တော့ဒီထဲမှာဗာတွေ့ရလဲဆိုတော့အဲ့ဒီမှာနာဟဘဲခွေအញ្ញံဧကဓမ္မံမိဆိုပြီးတော့ဗုဒ္ဓဆဟောတဲ့တရားတော့တွေ့ရတယ်အဲ့မှာဗာတွေ့ရရှေ့သားတို့တဲ့ငါတပါးသောအချိန်ခါမှာတူတခုဒီသောတရားဖြစ်ရှုမှတ်ပွားများဆင်ခြင်အောင်မိနှလုံးသွင်းတဲ့အခါတဆူဒီသောဖျောက်ငါတွေ့ရတယ်ထိုဘုရားမေတော်ဖြစ်တဲ့မာရိမြည်သူတို့သမီးအဖြူကညာကမွေးတဲ့သားဖြစ်တယ်သူကဓာလန်လက်နဲ့ပြိဋိဘံဆံမယ်ပြိဋိဘံဆံပြီးမှထာဝရအသက်နဲ့ရှင်သောဖျားဖြစ်တယ်လို့ဒါဟောတယ်အဲ့ဒီအရာကိုပထမမှလည်းဆရာတော်ကြီးရဲ့ပေမူမှာဒီပါဠိကိုဒါရိုက်ဟိုမြန်မာလိုတန်ပေါင်းနဲ့ပြန်အရင်တော့မြန်မာစာပေကဒီလိုစကားပြေမရှိဘူးတမန်ကျမ်းစာပြီးမှခေတ်ဆန်းစကားပြေကဏ္ဍတွေသိပ္ပံမောင်ဝါတို့ကရေးတာဟုတ်အဲ့တော့အရင်တော့ဒီတမန်ကျမ်းစာမြန်မာစာတမိုင်းထဲမှာအရင်ဆုံးမြန်မာစကားပြေအရေးသားအကောင်းဆုံးအချောဆုံးဒီနေ့ထိခင်ပြီးဆုံးစာအုပ်ဖြစ်တယ်အဲ့တော့တန်ပေါက်ပဲရှိတဲ့အချိန်မှာအဲ့ဒီမှာပထမမှလည်းဆရာတော်ကြီးကအနာဂွင်သစကုလင်္ကာကျမ်းစာမျက်နှာ120ဂါရဏဘတ်29အဲ့ဒီမှာရှိတဲ့ဒီပါဠိတော်ကိုဘလို့သူကတန်ပေါက်ဖွင့်လဲဆိုတော့ဘောရီကုတ်ကိုညောင်ထိုးထိုးပဲလူပြိုဖျားမရှိညာဟုအများတကပြောဆိုညာလဲအပြုတ်ကညာမာရိသားသည်ဖျားစင်စစ်ဧကံဖြစ်လေထိုဖျားသည်လက်အုံရတွင်တန်ကြက်ရဖြင့်ပြိဋိဘံဆံရလိမ့်မည်ပြိဋိဘံဆံရတော့လဲထာဝရသက်ရှင်လျက်နှင့်များမြောင်ရှိကြဒီနေအန်ဒီဆိုပြီးတော့သူကဟောထားတယ်အဲ့တော့ဒီပါဠိတော်ကိုကြည်လိုက်ခြင်းအပြင်ဒီတန်ပေါက်တွေကိုကြည်လိုက်လို့ရှင်တကယ်တော့ခရစ်တော်ကြောင့်ပြောတယ်သို့တော်လည်းလူတွေကအရိမတရားအရိပွားများခြင်းမေတ္တာမေတ္တာရှင်ထာဝရအသက်ရှင်တော်မူသောဖခင်ဆိုတဲ့အဓိပ္ပာယ်ကိုသဘောမပေါက်ကြတော့အဲ့ဒီမှာနောက်ကပွင့်လာမဲ့ဖခင်ဆိုတာကိုမျှော်လင့်နေကြတာပေါ့နော်အဲ့ဒီမှာပဲဒီနေ့ဒီပါဠိတော်ကလည်းတိမ်မြုပ်စပြုတ်နေတာပေါ့တိမ်မြုပ်စပြုတ်တယ်ဆိုမှလို့တကယ်တချို့ဗုဒ္ဓဘာသာထွန်းကားတဲ့တခြားနိုင်ငံမှာတော့ရှိကောင်းရှိပါသေးတယ်လို့အဲ့တော့ဘဂိုးသာသနာမှာနေပါဠိတက္ကသိုလ်ကျောင်းတိုင်းမှာ2အုပ်လောက်ရှိတယ်နောက်ပြီးတော့မုံရွာပစ္စောတာယုံကျောင်းမှာရှိတယ်နောက်ပြီးတော့ရမဲသင်းမြို့မန္တလေးတိုင်းဟိုသာသနာဝီပုံလာရခိတာပါဠိတက္ကသိုလ်မှာဒီစာအုပ်ကရှိသေးပါတယ်ကျန်တဲ့နေရာပြီးတော့ညောင်တုံးရွှေဟင်းသာတော်ရဟို AR တိုင်းမှာရှိတယ်နောက်ပြီးတော့ဟိုကျွန်တော်တို့ AR တိုင်းဟင်္ဒရာမြို့နော် AR တိုင်းဟင်္ဒရာမြို့ကျွန်တော်မိုးကောင်းကျောင်းတိုင်းပေါ့နော်အဲ့ဒီမှာဒီစာအုပ်ရှိပါသေးတယ်လို့ဒါကိုကျွန်တော်မိတ်ဆက်
ပေးခြင်းဖြစ်ပါတယ် ဟုတ်ကဲ့ဆရာကျေးဇူးတင်တယ်ကျွန်မလည်းတကယ်ဂျာဟိုသစင်စကားသစင်ပဲကြားဘူးတာပေါ့နော်ဒီအကြောင်းကိုဒါမဲ့ဒီနေ့ကျေးဇူးတော်ကြောင့်ဆရာဒီကျမ်းဂန်ကိုဖတ်ပူးခဲ့တဲ့ဆရာကိုယ်တိုင်အခုလိုကျမတို့ပြန်နေဒီမှာအတိခွင့်ဖြည့်ရှင်းပေးတဲ့အတွက်ကြောင့်မို့ဆရာလည်းသူကျေးဇူးတင်တယ်နောက်ဆုံးအနေနဲ့ဆရာဒီဗီဒီယိုကြည့်နေတဲ့သူများယေရှုခရစ်ကိုမိမိကခြင်းပန်းရှင်ပြင်လက်ခံခြင်းလို့ရှင်ဘယ်လိုလုပ်ရမလဲဆရာဟုတ်ကဲ့ယေရှုခရစ်တော်ဟာတဆူရီတော်ဖခင်ဖြစ်ပါတယ်82ကြိမ်မြောက်သောဆာလံအပိုင်ငယ်တင်မှာဖခင်သခင်သည်ဖခင်တို့ဤပရိသတ်အလယ်မှာရိုက်၍နေတော်မူ၍ဖခင်တို့ကိုစီရင်တော်မူ၏အပိုင်ငယ်6နဲ့ခွန်မှာသင်တို့သည်ဖခင်ဖြစ်ကြ၏ရှိသမျှတို့သည်အမြင့်ဆုံးသောဖခင်ဤသားများလည်းဖြစ်ကြ၏သို့တော်လည်းသင်တို့သည်လူကဲ့သို့တည်၍အခြားသောမင်းကဲ့သို့ဆုံရှုံခြင်းသို့ရောက်ကြလိမ့်မည်လို့နှုတ်ကပတ်တော်ကပြောထားတယ်အဲ့တော့ပြောထားတော့အဲ့မှာဒီနေ့ကျွန်တော်တို့ပြောထားတဲ့အခါမှာဒီနေ့ကျွန်တော်တို့အနေနဲ့တဆူရီသောဖရားဆိုတာအရေးကြီးတယ်လောကမှာဖရားတွေကျန်တဲ့ဖရားတွေကအမည်နာမတက်တယ်ဗုဒ္ဓဘာသာမှာဆိုဂင်္ဂါဝါလူသဲစုမကတော့ဖရားတဲ့တမ္ဗုဒ္ဓေကာရမှာရှိတယ်ပွင့်ထွန်းလာတာဖရားကြီးအနေနဲ့နှစ်ကျိတ်ရှစ်စုကျန်တဲ့ဖရားတွေအနေနဲ့ဂင်္ဂါဝါလူသဲစုမကအများကြီးပွင့်ခဲ့ပြီရှိသလားဆိုတော့ပြိဋိဘံဆန်သွားပြီတဲ့နောက်ဟိန္ဒူဘာသာမှာကြည့်လိုက်တော့လေဖရားပေါင်း9000ကျော်ရှိတယ်အဲ့တော့ဒီဖရားတွေအကုန်လုံးကလည်းဘယ်မှာလဲမရှိတော့ဘူးသေးကုန်ပြီဒါဆိုလို့ရှိရင်ဟုတ်ပြီဒီဖရားတွေအကုန်လုံးလည်းတရားစီရင်နိုင်တဲ့ပုဂ္ဂိုလ်ကယေရှုခရစ်တော်ဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဘဝအသက်တာမှာကိုယ့်ရဲ့ယုံကံမှုကြိုးစားမှုအားထုတ်မှုရေကူးနည်းတွေနဲ့တော့ထာဝရအသက်ကိုမရနိုင်ဘူးဘာလို့လဲကျွန်တော်တို့ဘဝအသက်တာရဲ့နောက်ဆုံးမှာသိခြင်းတရားရှိတယ်ဘာလို့လဲလူကတော့တွေးကြတာပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်မှာတရားရှာဒီအစီအစဉ်တိုင်းဖြစ်ရင်တော့ကောင်းပါတယ်သို့တော်လည်းလူကအရွယ်မရွေးသေးဆုံးဖြစ်စီတတ်ကြတယ်ဒီလူရဲ့အထင်တွေကကောင်းတယ်မှန်တယ်လို့ထင်ရမယ်လို့လူထင်သည့်အတိုင်းမှန်သောလက္ခဏာ၌ရှိတော်လဲအဆုံး၌သိခြင်းသို့ပို့တော့လမ်းတစ်မျိုးရှိတယ်လို့နှုတ်ကပတ်တော်ကလာတယ်အဲဒါကြောင့်ဗုဒ္ဓရဲ့တရားတော်မှာဣဒံခောတာတအနုပတ္တုထံအနုပတ္တနံအေဟိတိနိတိတတမံတေတိဒိဋ္ဌာမိတဲ့နောက်ပြီးတော့ဘာပြောလဲဆိုရင်ရှစ်သားတို့တဲ့ဝန်လေးပြီးပြင်မနေမယ်ဆိုရင်လာခဲ့ပါလို့ပြောတယ်နော်အဲ့တော့လာခဲ့ပါလို့ပြောခဲ့တဲ့အခါမှာဒီနေ့ကျွန်တော်တို့အသက်တာမှာဒါယေရှုခရစ်တော်ကဖိတ်ခေါ်နေတဲ့စကားလည်းဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီစီကိုလာခဲ့ရမယ်ပြီးတော့ဗုဒ္ဓဘာပြောလဲဆိုတော့ယထာတန္တိနဂောပါလောဂါဝပါစီတိဂောစရံစရစမေစုစာအာယုံပါစီတိပါဏိနံဂောပါလောနွားချောင်းသားသည်တန္တိနလှန်တံဖြင့်ဂါဝနွားတို့ကိုဂောစရံကျက်စားရရက်သို့ပါစီတိယထာနှင့်လွတ်တကဲ့သို့တတ်ထေဝထို့တူသာလင်မေမယာငါတို့အာစရစအိုခြင်းသည်၎င်းမေစုစာတေခြင်းသည်၎င်းအာယုံပါစီတိနှင့်လွတ်လျက်ရှိ၏တဲ့အဲ့တော့ဒီနေ့ကျွန်တော်တို့တွေကိုတေအိုလူရဲ့ပြိုရွယ်ခြင်းကိုအိုခြင်းကနှင်းတယ်အိုခြင်းကိုနာခြင်းကနေတယ်နာခြင်းကိုသေခြင်းကနှင်းတယ်သေခြင်းကိုလည်းနှင်းတာရှိသေးတယ်ဘယ်မှာလဲငရဲပေါ့တဲ့ကုသလဓမ္မအကုသလဓမ္မဥပ္ပန္နယဝါယမောတဲ့ကုသိုလ်တရားတွေကိုဖြည့်ကျင်းပြီးတော့ပွားများအားထုတ်နေတဲ့အချိန်မှာအကုသိုလ်တရားတွေကလုံလပြုတ်တယ်ကုသလဓမ္မအကုသလဓမ္မဥပ္ပန္နယဝါယမောရဟောပါမနာနေသစ္စတိတဲ့ဟာလားမကောင်းတဲ့အကုသိုလ်တရားကိုဘယ်ကုသိုလ်နဲ့မှဖုံးအုပ်လို့မရဘူးဒါဆိုရင်တော့ပယ်သွားမလဲမရဏံဘဝိတ္တိနေရရောသေရင်ငရဲမှာတွားရလိမ့်မယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့စူးစမ်းခြင်းရုန်းကန်ခြင်းကငရဲမှာလမ်းဆုံးမယ်အဲ့တော့ဖျားတွေကိုစီရင်ပြီးတော့ဖျားတွေကိုပိုင်တဲ့ဖျားတို့ရဲ့သခင်ဖျားရှင်ကိုဒီနေ့လက်ခံယုံကြည်ပြီးအသက်တာကိုဆက်ကပ်မယ်ဆိုရင်ထာဝရအသက်ကိုရရှိခံစားရမယ်အဲ့တော့ထာဝရအသက်ကိုဖျားသခင်ကပေးပါတယ်နှုတ်ကပတ်တော်ကတသက်ခံချက်ဟုမူကားဖျားသခင်သည်ငါတို့ကထာဝရအသက်ကိုပေးတော်မူ၏ထိုအသက်သည်လည်းသားတော်၌ပါ၏သားတော်ကိုရတော်သူသည်ထာဝရအသက်ကိုရ၏သားတော်ကိုမရတော်သူမူကားအသက်ကိုမရအဲ့တော့ဒီအသက်ကယေရှုခရစ်တော်မှာပါတယ်အဲ့တော့ယေရှုခရစ်တော်ကျွန်တော်တို့ရဲ့တယောက်စီတိုင်းရဲ့နှလုံးသားကိုဝင်ခြင်းပါတယ်နှလုံးသားတကားကြီးပိတ်ထားတယ်ဆိုယေရှုဝင်လို့မရပါဘူးဘာလို့လဲငါသည်တကားရှိမှရက်၍ခောက်လျက်နေ၏အကျဉ်သူသည်ငါ၏အတန်ကိုကြား၍တကားကိုဖွင့်ရထိုသူရှိရသို့ငါဝင်၍ထိုသူနှင့်အတူငါသည်စားတော့မည်ထိုသူသည်လည်းငါနှင့်အတူစားတော့ရလိမ့်မယ်အဲ့တော့ယေရှုကတကားခောက်နေတယ်အဲ့ဒီတကားခောက်တာကတော့ယနေ့ဒီ website မှာကြည့်နေကြတဲ့ဓမ္မမိတ်ဆွေတွေကဘာရဲရဲမှာရှင်းနေတဲ့ကျွန်တော်ညီကိုဗုဒ္ဓဘာသာတွေနဲ့တကွာဒီမှာရှိသမျှသောဟာလာဝိညာဉ်တတ္တဝါအားလုံးအနေနဲ့ကဲတင်နိုင်သောအရှင်ကိုဒီနေ့ကြားသိပြီးတော့ဘဝအသက်တာမှာတကယ်ပဲဒီကိုတော်ကိုမျှော်လင့်ခြင်းနဲ့ဒီကိုတော်ရဲ့ကဲတင်ခြင်းကိုလိုချင်တယ်ထာဝရအသက်ကိုလိုချင်တယ်ဆိုလို့ရှိရင်မြည်စမ်းကြည့်လို့ရတယ်ခေါ်ဖိတ်ကြည့်လို့ရတယ်အဖြစ်ကိုတွေ့ရမယ်ဒါမှမဟုတ်နှလုံးသားတကားကိုတော့ဖွင့်လိုက်ပါအဲကြောင့်လို့တကယ်လို့ကျွန်တော်နဲ့အတူလိုက်ပြီးတော့ဒီ website ကြည့်နေတဲ့ဓမ္မမိတ်ဆွေများအနေနဲ့ခရစ်တော်ကိုမိမိရဲ့ကဲတင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတယ်ဆိုရင်ဟာလားကျွန်တော်နဲ့အတူနောက်ကနေလိုက်ပြီးတော့ဆူတောင်းချက်ကိုလိုက်ဆိုလို့ရပါတယ်အဲတော့ပြီးတော့တကယ်လို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆက်သွဲပြီးတော့မေးမြန်းစုံစမ်းခြင်းနဲ့လေ့လာခြင်းနဲ့ဆိုရင်လည်း
ဒီ website ကနေတဆင့်ကျွန်တော်စီကိုလေ့လာလို့ရပါတယ်ကျွန်တော်ဒီအိန္ဒိယနိုင်ငံ Mistran State Aizawl မြို့မှာကျွန်တော်နေထိုင်ပါတယ်အဲ့ဒီမှာကျွန်တော်ကကျန်းစာကျောင်းမှာတာဝန်ယူပါတယ်Bhutan Memorial Bible School မှာကျွန်တော်အနေနဲ့ဒီတာဝန်ယူပြီးသင်ကြားပို့ချနေတဲ့ဆရာတစ်ပါးလည်းဖြစ်ပါတယ်လို့အဲ့တော့ကျွန်တော်နဲ့တူနောက်ကနေလိုက်ပြီးတော့ဆုတောင်းခေါ်ဖိတ်ကြပါစို့အပြီးမှာအာမင်လို့လိုက်ပြီးတော့ဆိုပါအာမင်ဆိုတဲ့အဓိပ္ပာယ်ကတော့အာမဘန်ဒေကိုရောဟာကျွန်တော်တို့ရဲ့ကယ်တင်ရှင်အစ်စ်ဖြစ်ကြောင်းဝန်ခံပါ၏အာမင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်လို့လိုက်ဆိုကြရအောင်ကောင်းမြတ်သောအဖာကိုရောကိုကျေးဇူးတင်ပါ၏ကိုရောသည်ကဲတင်နိုင်သောဖရာအပြစ်လွတ်ပိုင်သောဖရာတေခြင်းကိုအောင်မြင်သောဖရာဖရာတကာတို့၏ဖရာဖြစ်ကြောင်းယနေ့ကျွန်တော်ကျမယုံကြည်ပါ၏ကိုရောကိုလိုအပ်ပါ၏ကျွန်တော်ကျမသည်ကိုယ့်ရဲ့အတ္တအဖြစ်ကြိုးစားယုံကံမှုအဖြစ်ထာဝရအသက်ကိုမရနိုင်ပါငရဲသို့သာသွားမှာဖြစ်ပါ၏ငရဲကလွတ်ရှင်ပါ၏ကယ်တင်ခြင်းကိုလိုအပ်ပါ၏ငရဲကကယ်တင်နိုင်သောသူဟာလည်းယေရှုတပါးရိတာဖြစ်ပါ၏ယေရှုဖျားကျွန်တော်ကျမ၏နှလုံးသားတွင်သို့ဝင်ရောက်၍ကိန်းဝတ်ဆံပဲအုပ်ဆိုးတော်မူပါအထဲမှနေ၍ကယ်တင်ခြင်းပေးတော်မူပါတွင်တင်လမ်းပြတော်မူပါတပါးဒီတော့ကယ်တင်ပိုင်ရှင်သခင်ယေရှုနာမ၌ဆုတောင်း၍ခေါ်ဖိတ်လက်ခံပါ၏အာမင်ယေရှုတင်ပါတယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ဆရာကိုဆက်သွယ်ရမယ်လိပ်စာဖုန်းနံပါတ်အီးမေးလ်နံပါတ်ကိုပေးပါအောင်ဆရာဟုတ်ကဲ့ကျေးဇူးတင်တယ်ဟုတ်ကဲ့ဆရာနဲ့ဆက်သွယ်လို့ပါက email address ကတော့ bmbsawl@gmail.com နောက်တစ်ခါထပ်ပြောပါမယ်ရှင် bmbsawl@gmail.com ဖြစ်ပါတယ်ဆရာရဲ့ဖုန်းနံပါတ်ကတော့8994333361ဖြစ်ပါတယ်8994333361ဖြစ်ပါတယ်အိန္ဒိယကုန်းနံပါတ်ဖြစ်ပါတယ်နောက်ထပ်တစ်လုံးကတော့61221961219ဖြစ်ပါတယ်ဆရာကိုအထူးကျေးဇူးတင်တယ်ဆရာကိုဘုရားသခင်တာ၍ကောင်းချီးပေးပါစေအာမင်ကျွန်တော်လည်းအထူးပဲ MCA မီဒီယာ group ကိုအထူးပဲကျေးဇူးတင်တယ်အရောက်တိုင်းမှာဘုရားသခင်တာ၍ကောင်းချီးပေးပါစေဟုတ်ကဲ့ရှင်ကျေးဇူးတင်တယ်ဆရာကဘာရရမှာကျမတို့ website ကိုကြည့်ရှုခွင့်ရနေတဲ့သူများရောက်စီတိုင်းကိုလည်းဖျားရှင်တာ၍ကောင်းချီးပေးပါစေအာမင်